အဲ့တော့အရင်ဆုံးရှင်းကန်းဆန်ကိုကြီးပေါ့နော်ရှင်းကန်းဆန်ကိုကြီးရဲ့ပုံစံကကြတော့သူ့ရဲ့အားနည်းချက်တစ်ခုဒီဥပမာစာကြောင်းနေမပေးထားအောင်ဒါပေမဲ့စာလုံးကအရန်များပြီးအရန်စုံနေတယ်မှာပါတယ်အဲ့တော့ဥပမာစာကြောင်းလေးတွေကိုမှတ်ဖို့ခက်တဲ့မြန်မာလိုမှတ်ဖို့ခက်တဲ့ကိုကြီးတွေဆိုရင်စမ်းစစ်ကိုယ်တိုင်တိုင်ပင်ရေးပြီးတော့စမ်းစစ်ကိုယ်တိုင်ထည့်သွားပါမယ်ဒီကြရင်ရေးပြီးမှတ်ရအောင်လိုက်ပြီးတော့ဟုတ်ပြီနော်အဲ့တော့ M1 ကိုကြီးဒီအလွယ်ကူဆုံးပြောရင်တော့လေဘောနဲ့မှတ်ရင်အကောင်းဆုံးပဲဟုတ်ပြီလားဥပမာစာကြောင်းနဲ့တွဲမှတ်တာအကောင်းဆုံးပဲဖြစ်တဲ့အတွက် တကယ်လို့မလောက်ဘူးစမ်းစစ်တွေထဲမှာရှင်းပြတာတိတ်မလောက်ဘူးတင်စမ်းစစ်ရေးပြီးထည့်ပေးပါမယ်မင်းတို့ဆိုတော့လိုက်ရေးရအောင်ဟုတ်ပြီနော်အဲ့တော့ဒီခန်းပထမဆုံးခန်းကဒီဂျီစစ်တယောက်ကုစန်ဟန်ဆိုပြီးတော့ဂျီစစ်တယောက်ကုပြန်စစ်တဲ့ဟာတွေတော့ပါတယ်ဒါပေမဲ့ခဏဖယ်ထားလိုက်ပြီးတော့ဒိုင်းအချီဘူးကိုသွားမယ်ဆိုရင်ဝါတိုင်းပဲစနိခိုတိုဘာအောင်မနာဘူးဆိုပြီးလားဟုတ်ပြီနော်ဝါတိုင်းဆိုတာစမ်းစစ်တို့ topic ကိုပြောတာလူတွေစကားများနေတယ်လူတွေပြောနေတယ်အကြောင်းအရာတွေပြောအကြောင်းအရာကိုခွဲပြီးတော့စကားလုံးတွေကိုလေ့လာရအောင်တဲ့နော်အဲ့တော့အဲ့ဓာတ်အချီဘူးထဲမှာမှအရှောနိရှောဆိုင်းရှောယွန်းရှောကောရှောဆိုပြီးအဲ့လိုအရှောတွေအများကြီးခွဲထားတာပေါ့နော်ပထမဆုံးသင်ရမယ့်ခန်းကတော့နင်ကန်ဆိုပြီးတော့ နင်္ဂန်မာမစေကာကူတို့ဟီတိုကာရာတို့နင်္ဂန်ခန်ကေတို့စကီယာတို့အဲ့လိုလေးတွေခွဲပြီးတော့သူကအဲ့လိုမျိုးအကြောင်းအရာနဲ့ခွဲတဲ့ဟာပါဟုတ်ပြီလားစာအုပ်တရားမျိုးမျိုးရှိရကွာအကြောင်းအရာနဲ့ခွဲတဲ့စာအုပ်ရှိတယ်အဲ့လိုမျိုးဒီဘယ်လိုပြောရမလဲဒီ noun ဆို noun တက်ခွဲထားတဲ့စာအုပ်ရှိတယ် verb ဆို verb တက်ခွဲထားတဲ့စာအုပ်ရှိတယ်ဒီစာအုပ်ကတော့အကြောင်းအရာနဲ့ခွဲထားတဲ့စာအုပ်ဆိုတော့တပြုံနဲ့တစ်ခုကြီးမှတ်နေရတယ်လို့ဖြစ်မယ်နည်း verb တွေလည်းပေါ်လာမယ် noun တွေလည်းပေါ်လာမယ် adjective တွေလည်းပေါ်လာလိမ့်မယ်ဒါပေမဲ့စိတ်ဝင်စားဖို့တော့ကောင်းမှန်ဟုတ်ပြီလားအဲ့တော့ကြည့်အောင်တို့လေအရင်ဆုံးပထမနံပါတ်1ကိုအရင်တော့ကြည့်လိုက်အောင်အဲ့တော့နင်းကန်ပေါ့နော်ကဲတော့နည်းနည်းလေးသူ့မှာ discussion တိုင်းလိုဟာလေးပါတယ်သိလား one minute up ပို့ဆိုပြီးပါတယ်အဲ့တော့အဲ့လေးလည်းနည်းနည်းပြောကြည့်အောင်တို့မကလေးတွေပထမဆုံးနေ့ဆိုရှက်မလားမသိဘူးပြောခိုင်းတာဘာဖြစ်လဲပြောကြမယ်ဟုတ်ပြီလားသူလည်းမတော်ငါလည်းမတော်ဘူးသားမှာအဲ့တော့ခိုးတော့ဘာတို့လည်းပုံဆိုပြီးတော့ one minute up ပို့ဆိုပြီးပါလာပါတယ်နံပါတ်1どんな生活の人が好きですかどんな人が苦手ですかတဲ့ဘလို့အချင်းချင်းနဲ့လူကြိုက်လဲဘလို့လူကိုမုန်းလဲပေါ့နော်အဲ့ဒါလေးကို random တယောက်နှစ်ယောက်လောက်ပြောကြည့်မလားပြောချင်လားနော်ပြောကြည့်အောင်စိတ်ဝင်စားဖို့မကောင်းဘူးလားစသဖြင့်အဲ့စိတ်ဝင်စားလို့စသဖြင့်အရင်ပြောခိုင်းချင်တာအဲ့ဒါလေးနည်းနည်းဂျပန်လိုလေးပြောလိုက်ရအောင်ရှက်မလားမသိလေအကုန်တင်ပြီးမှအဲ့ဟာကိုပြောရအောင်နော်ခေါ်ကြီးအကုန်တင်ပြီးတော့နောက်တော့ဗုဒ္ဓဦးနေအဲ့ topic ကိုစဉ်းစားလာခဲ့မယ်အကုန်ပြောမှာဟုတ်ရလူခွဲပြီးပြောခိုင်းမယ်နော်အဲ့ topic လေးနည်းနည်းစဉ်းစားခဲ့ရအောင်ဒီ gram ဒီခေါ်ကြီးတွေကိုသုံးပြီးပြောကြည့်ရအောင်နော်ဟုတ်ပြီလားအဲ့တော့နောက်တစ်ခုကနံပါတ်2ကကြတော့အနာတာဝါဒိုနာစေကကုတာတိုအီဝါရတာကုတိုကာရီမတ်ကာတဲ့ဟုတ်ပြီလားဒါလည်းသိမှာပါနော်မင်းကဘယ်လိုအချင်းဆိုင်လို့ပြောခံရဘူးလေတဲ့ဆိုတော့အဲ့နှစ်ခုလုံးကိုစဉ်းစားလာခဲ့မယ်အဲ့တော့အခုဒီနေ့တင်မဲ့ကောကြီးလေးတွေပါထည့်ပြီးတော့ပြောတအောင်နည်းနည်းလေးကြည့်ငယ်အောင်အမေနော်အဲ့တော့တို့လည်းအရင်ဆုံးနံပါတ်2ခိုးတော့ပါလေးကြည့်အောင်အဲ့တော့စေကကုပေါ့နော်အဲ့တော့ဒီ box ကလေးကဒီအောက်ကစကလုံးတွေကိုထည့်လို့ရတာပြောတာပါဟုတ်ပြီလားအဲ့တော့နန်နီနန်နီဟီတိုကစကီနန်နီနန်နီဟီတိုကခိဒါဟီတာကလလူကိုကြိုက်တယ်ကလလူကိုမုန်းတယ်ပေါ့နော်နံပါတ်ဒါလေးကိုကြည့်အောင်ခိချောမဲနာခိချောမဲကလေလွယ်လွယ်ကူမဲ့မာဂျီမဲပဲဟုတ်ပြီလားမာဂျီမဲကိုမှမာဂျီမဲထက်ပိုတဲ့သူကိုပြောသူကအရန်တိကျတယ်အရန်စီကံဖြောင်းမှတ်တယ်အဲ့လိုလူမျိုးမှခိချောမဲလို့ပြောဟုတ်ပြီလားခိချောမဲခန်းကြီးကဘလို့မှမှန်းလို့မရပါဘူးဒီထဲကတော့ဟုတ်ပြီလားအားကြောင့်မလို့ဒါကတော့ကြက်မအောင်ဖြစ်တယ်ဟုတ်ပြီနော်ခိချောမဲနာဟီတိုကစကီခိချောမဲနာဟီတိုကခိရာဟီတာအရန်ဟိုဖြောင်းဖြောင်းမမတီတီជីជីသမားတွေဆိုကြိုက်တယ်ရန်ဖြောင်းဖြောင်းမမတီတီជីជីသမားကြီးတွေဆိုရန်မုန်းတာပဲလို့သုံးတာနော်はいအဲ့ဒါဆက်ကြည့်အောင်အိုးစားပါနာ皆さんတို့တည်ပြီးသားအိုးခိခန်းကြီးကိုသုံးသွားရနော်အိုးစားပါနော်စားပါနာအိုးစားပါနာအဲ့တော့အိုးစားပါနာကကြတော့ तू ကလေနှစ်မျိုးသုံးမျိုးသုံးတယ်ပေါ့နော်ကျန်တဲ့ဒီဘယ်လိုပြောရမလဲဆိုတော့ तू ကဒီမှာကတော့လူဟီတိုကားတာမှာသွားသုံးတာ तू တစ်လုံးနဲ့စနစ်လို့တက်ခွဲထုတ်ပြီးသုံးလို့ရတယ်အရင်ဆုံး तू တစ်လုံးနဲ့တက်ခွဲထုတ်ပြီးသုံးတဲ့ဟာပိုလွယ်လို့အဲ့ဒါအရင်မှတ်ရအိုးစားပါနီဤရပါဆိုပြီးသုံးလို့ရတယ်အိုးစားပါနီဤရပါတို့အိုးစားပါနီယူတိုတို့ဆိုပြီးနောက်မှာအဲ့ဒါလေးတွေလိုက်ပြီးသုံးလို့ရတယ်အိုးစားပါနီရပါအိုးစားပါနီယူတိုဆိုပြီးသုံးလို့ရပါတယ်အဲ့တော့စနစ်လေးမှဖတ်ပြမယ်ပေါ့နော်မိသားစုမှတ်စရာတော့မလိုပါဘူးအဲ့တော့大阪に言えばバスには30名ほどの人たちがいましたအဲ့လိုမျိုးသုံးတာအဲ့တော့အကျန်းချင်းပြောရရင်ဘတ်ကားမှာအယောက်30လောက်လူတွေရှိခဲ့တယ်လို့ပြောတာသူဒီတေချာမကြည့်ခဲ့ဘူးရည်လည်းမရည်ခဲ့ဘူးသူကိုယ်တိုင်လည်းဘသူတွေဆိုပြီး confirm ခဲ့တာမဟုတ်ဘူးဒါပေမဲ့သူဒီဖြတ်ခနဲကြည့်လိုက်တယ်ဖြတ်ခနဲကြည့်လိုက်ရင်
အကျန်းကြီးလိုက်တာတော့ရောက်30လောက်တော့ရှိမယ်ထင်တယ်အဲ့လိုအချိန်မျိုးမှာအိုးစားပါနီယူတော့အိုးစားပါနီအီတာရာအဲ့လိုသုံးလို့ရတယ်နောက်ကဖောင်ကပြောင်းနေတာပြောင်းလို့ရတယ်နော်အီတာရာအီရပါဘာမှကြိုက်တာပြောင်းလို့ရတယ်ယူတော့ကျန်တာအကုန်သုံးလို့ရတယ်နော်အဓိကတော့ဒီလိုအိုးစားပါနီဆိုတဲ့အသုံးရှိရစားလေးကိုသိရပါပြီရမယ်ထင်ပါနော်အဲ့တော့နောက်တစ်ခုဆက်ကြည့်မယ်အဲ့တော့အိုးစားပါနာဟီတိုဆိုတာဘယ်လိုလူမျိုးလဲပေါ့ဟုတ်ပြီလားအဲ့တော့သူကဘယ်လိုမျိုးလဲဆိုတော့အိုးစားပါနာဟီတိုဆိုလို့ရှိရင်လေဘယ်လိုရှင်းပြရကောင်းမလဲဒီဒီတေးတွေဂယူးမဆိုင်တတ်ဘူးကွာသိလားအသေးစိတ်ချက်လက်တွေပါဂယူးမဆိုင်တတ်ဘူးအပေါ်ယံမဲလုပ်တဲ့သူမျိုးတွေအိုးစားပါနာလို့ပြောတယ်နည်းနည်းတော့မကောင်းတဲ့ဟာတော့များတယ်အဓိပ္ပာယ်ကလေအိုးစားပါနာဟီတိုကစကီတာဆိုတော့တိတ်မရှိဘူးပေါ့နော်အိုးစားပါနာဆိုတော့အဲ့လိုမျိုးဒီအပေါ်ယံအကြမ်းမြင့်လောက်တာအလုပ်တွေပါလို့လို့ရှိရင်လဲတိတ်ပြီးဂယူးမဆိုင်ဂယူးမထားလောက်တတ်တဲ့လူမျိုးတွေကိုအိုးစားပါနာလို့ပြောဟုတ်ပြီလားအိုးစားပါနာတိတ်ပြီးတော့ဂယူးမဆိုင်တတ်ဘူးအချိန်တွေပါဆိုလဲတိတ်မမှတ်ပြီးမတိကြဘူးပေါ့နော်အဲ့ဒါမျိုးအိုးစားပါနာဟီတိုပြောခီချောမဲပြောင်းမြန်လုံးမှလာဖြစ်ပါတယ်ဟုတ်ပြီလားခီချောမဲလုံးဝတိကြပြီးတော့တေးကြပြီးစစ်ဆက်ပြီးတော့တစ်ခုဆိုတစ်ခုမလွဲအောင်10မိနစ်ဆို10မိနစ်မနောက်ကြရအောင်10စက္ကန့်တော့မနောက်ကြအောင်လုပ်တဲ့သူမျိုးဖြစ်ပြီးတော့အိုးစားပါကတော့မဟုတ်ဘူးအကြမ်းမဲလောက်တာအကြမ်းမြင့်မဲလောက်တာဥမာပြဆိုခုနကလိုပေါ့နော်ဘတ်စကားမှာလူဘယ်နှစ်ယောက်ရှိလဲဆိုရီခဲ့ရမယ်ဟာမရီပဲနဲ့နောက်30လောက်တော့ရှိမှာပေါ့အဲ့လိုပုံစံမျိုးပြောတဲ့လူတို့ဟုတ်ပြီလားဥမာပြဆိုလို့ရှိရင်အတန်းပဲချိန်စားမှာမသိ9နိုင်လောက်ဖြစ်ချင်းဖြစ်မှာမသိလေအဲ့လိုမျိုးပြောတဲ့သူမျိုးတွေကအိုးစားပါနာရမယ်နော်အိုးစားပါနာဟီတိုပါはいအဲ့တော့ဆက်ကြည့်မယ်နောက်တစ်ခုキチッとしたキチンドဆိုရင်皆さんတို့ကြားဘူးမှာပါအဲ့တော့ဒီဟာကတော့အဲ့ဒီဟာနဲ့နည်းနည်းတော့ဆင်ပါတယ်キチンとしたနဲ့တူတူလို့ရဲ့တူပါပဲเนาะキチッとဆိုရင်နောက်တစ်မျိုးထပ်လာတာပါキチッとဆိုချိကြမှာအတန်ကိုမြင့်ပြီးဖတ်キチッとအဲ့တော့ kitchen တော့ကြတော့ kitchen တို့နဲ့တူတူပဲအဲ့လိုမျိုးတိတိကျကျလောက်တတ်တာမျိုးပြောပါတယ်တိတိကျကျတိတိကျကျ kitchen တို့လောက်တာသူကကြောင့်လေ fukuso တို့ဘာလို့မှလည်းသုံးလို့ရတယ်အဝေစားရပါတိတိကျကျဝတ်တတ်တယ်သူကသူတသက်ရနေတတ်တယ်ဒါမျိုးဒီ kitchen တို့လို့ပြောလို့ရတယ်နော်သူကတသက်ရနေတတ်တယ်အေးဆေးနေတတ်တယ်ဒါမျိုး kitchen တို့ရမလားခီချောမန်းကတော့အလုံးကင်နေမှာတုံးတာเนาะအလုံးကင်နေမှာတစ်ဖြောင်းနဲ့လုပ်တဲ့ဟိုဗျာတစ်ဖြောင်းနဲ့လုပ်တဲ့ပေတံသမားတို့ပါအဲ့လိုမျိုးလူမျိုးဗျာဟုတ်ပြီလားနော်ခီချစ်သွားတော့တေးသေးချာချာတက်တက်ရရအဲ့လိုပုံစံမျိုးအဲ့တော့ဒါလေးရမယ်ထင်ပါတယ်နောက်တစ်ခုဆက်ကြည့်အောင်နနီနဲ့နီစာစနနနီနဲ့နီစာစနအဲ့လိုသူ့ရှိမှာအကျန်တဲ့ဟာတွေလိုက်လို့ရတယ်လို့ပြောတာဖူကုဆာဆုကလိုက်တာများပါတယ်နော်ဖူကုဆာစနရဲ့တုံးနေစာစနပါစာစနလို့ရှုပ်ထွေးတာမျိုးတုံးတာပါရှုပ်ထွေးတယ်အဲ့လိုသူကလေဘယ်လိုတုံးလဲဆိုရင်ခါတွေကရှီကိုတိုကစာစတာအဲ့လိုတုံးလို့ရတယ်ခါတွေကရှီကိုတိုကစာစတာလို့တုံးရင်ကောင်လေးကအလုံးမှာဆိုရင်လေဒီလားအဲ့လိုလေအဲ့လိုအလုပ်လုပ်တာမတော်ဘူးပေါ့နော်အလုပ်လုပ်တာလုပ်ချင်တယ်လို့လုပ်တယ်အဲ့ဒါမျိုးရှီကိုတိုကစားစစတုံးတယ်ဟုတ်ပြီလားရှီကိုတိုကစားစားလို့တော့ရမယ်ထင်တယ်နော်ဟိုက်အဲ့ဒါဆက်ကြည့်မယ်အီခါခဲနာအဲ့တော့အီခါခဲနာကကြတော့သူ့အတုံးအများဆုံးပြောတဲ့အတုံးကကြတော့ဘယ်လိုရှင်းပြရကောင်းလဲအေးဘယ်လိုပြရမလဲတော်ရုံတန်ရုံဘယ်လိုပြရမလဲတာဝန်မယူတတ်တဲ့မူစခိနေနဲ့ဆင်တယ်ဒီမှာသုံးတဲ့အတုံးကြီးကလေလူအနေနဲ့သွားသုံးရအီခါခဲနာဤခါကနာခွတ်တို့ယူနာဤဝနိုင်တယ်လို့ပါအဲ့လိုသုံးရင်ဒီလောက်နဲ့ပဲရက်လိုက်တော့လို့ပါလို့သုံးတယ်လို့မျိုးတွေပဲသုံးတယ်ပေါ့နော်ဒါပေမဲ့ဒီမှာတော့သုံးလို့ရှိရင်ကြတော့စနေလိုလူတွေဘာတွေမှာသုံးရင်ကြတော့ဒီဘယ်လိုပြောရမလဲဆိုတော့အဲ့လိုမျိုးဒီခုနကလိုပေါ့နော်ဟိုအလုတ်ကိုပုံမှန်မလုပ်တတ်ဘူးအလုတ်ကိုစိတ်ခိနေမယူတတ်တဲ့လူမျိုးတွေကိုဤခါကနာဟီတိုလို့ပြောလို့ရတယ်ဟုတ်ပြီလားဤခါကနာဟီတိုယောက်ျားလေးတွေမှာလေဤခါကနာဟိုတော့ကိုလိုပါတော့တောင်းရင်တိတ်ပြီးအဆင်မပြေဘူးသီလားအဲ့လိုအဆင်မပြေတဲ့ကောင်နည်းနည်းတုံးကြတဲ့ကောင်ပေါ့နော်အဲ့လိုပုံစံမျိုးသုံးတာမျိုးရမလားဟုတ်ပြီလားရမယ်နော်ဆက်ကြည့်မယ် loose နာအင်္ဂလိပ်လိုလာတာပါ LOOSE loose ဖြစ်တာကိုသုံးတာ loose ဖြစ်တာစမ်းစစ်ဆို loose နာဟီတိုတွေမှာပါတယ်အဲ့လိုအချိန်မတိကြဘူးအဲ့လိုအမြဲတမ်းဖျို့ဖျဲဖြစ်နေတဲ့လူမျိုး loose နာစမ်းစစ်ဆိုလည်း loose တွေမှာပါတယ်အဲ့လိုစာရွက်စာတမ်းကိစ္စတွေမှာဆိုလဲလိုပဲအချိန်ကိစ္စတွေဆိုလည်းမတိကြဘူး loose နာဟီတိုဆိုပြီးသုံးတယ် loose ဖြစ်တယ်လို့သုံးအဲ့တော့ဒါလေးရမယ်ထင်ပါတယ်ဒါမှလည်းအချိန်မင်းနော် Kimbana Kimbana ကိုကြည့်အောင်ဟန်းကြီးကိုကြည့်လိုက်အောင်ခင်းရတည်တယ်အလုပ်လုပ်တာဘန်းကဘန်းကျော်စာလုပ်တာနှစ်ခုလုံးအရန်မာဂျင်ပဲဖြစ်နေတယ်လားခင်းရလည်းလုပ်တာဘန်းကလည်းစာလုပ်တာအဲ့တော့အရန်စူးစမ်းတာကိုပြောတာနော်စူးစမ်းစားနေတာမျိုးတုံးတာစူးစမ်းစားလုပ်တဲ့သူမျိုး Kimbana လို့သူကလေ
လူလည်းဒီလိုသုံးလို့ရပါမယ်ဘယ်လိုမျိုးမှလည်းသုံးလို့ရလဲဆိုရင်ခါရီနော်စေကိုကခါရီနော်ခင်ဘန်နော်ခက်ကခါရာဒေတာအဲ့လိုမျိုးသုံးလို့ရခင်ဘန်နော်ဆိုပြီးသုံးလို့ရနောင်အနေနဲ့ယူပြီးတော့ခင်ဘန်နော်ဆိုရင်နောင်လို့ပုံစံမျိုးနဲ့မဲရှိပုံစံနဲ့သုံးလို့ရတယ်သူဟုတ်ပြီနော်အဲ့တော့ခါရီနော်စေကိုကခါရီနော်ခင်ဘန်နော်ခက်ကာတာလို့သုံးလို့ရှိရင်ကောင်လေးရဲ့အောင်မြင်မှုကသူကြိုးကြိုးစားစားလုပ်ခဲ့တဲ့ရလက်တွေပေါ့လို့တော့ဒါမယ်နော်အဲ့တော့နောင်အနေနဲ့သုံးလို့ရပါတယ်နားရဲ့ချစ်တယ်မှာမဟုတ်ပါဘူးရမယ်ထင်ပါတယ်နော်ခန်းကြီးလေးတွေတော့မှတ်ရအောင်နော်တွဲပြီးတခါတည်းဒါမှတ်ခင်းရလဲကိုတီးပြီးသားအလုပ်လုပ်တဲ့ခန်းကြီးဘန်းကလည်းဘန်းကျော်ခန်းကြီးအဲ့တော့ကြက်ကလေးကတခါတည်းရေးတာရေးလိုက်ပါနှလုံးသုံးလုံးလောက်ကခင်ဘန်းနာဆိုနှစ်ခါလောက်ရေးလိုက်ပြီးသွားမှတ်မိသွားလိုက်သိပြီနော်ခီမာဂျီမဲနာလေအရန်ကိုလေးလေးနက်နက်ဖြစ်တာမျိုးတုံးတာအရန်လေးလေးနဲ့ဘာမှမဆိုအတီးတက်တိတ်သူမျိုးကခီမာဂျီမဲနာဟိတုတ်တယ်ဟုတ်ပြီလားမာဂျီမဲကိုမှသူကစိတ်ထဲပါထည့်ပြီးတော့ရန်မာဂျီမဲယူတဲ့လူမျိုးတွေကခီမာဂျီမဲနာဟိတုတ်လို့တော့ရမယ်နော်ခီမာဂျီမဲနာဟိတုတ် ဟဲ့အဲ့တော့ဆက်ကြည့်မယ်သူ့ရဲ့ပြောင်းမြန်ကတော့ဖူမာကြီးမယ်အဲ့တော့ဘယ်လိုဖြစ်မလဲလေးလေးနက်နက်မရှိတဲ့လူမျိုးတွေပေါ့ဟုတ်ပြီနော်လေးလေးနက်နက်မရှိတဲ့လူမျိုးခီမာကြီးမဲလို့ပြောရင်လေဘာမဆိုလေးလေးနက်နက်ပြောတတ်တယ်စိတ်တွေပါအဲ့လိုမျိုးပေါ့နော်တငယ်ချင်းတွေနဲ့ခင်ပြီဆိုလဲစိတ်ရင်းနဲ့ခင်နေသိတယ်မလားအဲ့တော့နှစ်ကာချစ်တယ်အဲ့လိုလူမျိုးတွေကိုခီမာကြီးမဲတွေလို့ပြောဖူမာကြီးမဲကတော့မဟုတ်ပေါ့ပြက်ပြက်ပဲပေါ့ဒီမလားထားလိုက်လေးတို့ပါလို့လူမျိုးလုပ်တဲ့သူမျိုးတွေပေါ့ဖူမာကြီးမဲလို့တော့မာကြီးမဲမဖြစ်ဘူးပေါ့ရမလားအိမ်မကိုင်းနေအောင်နော်အဲ့အဲ့တော့ဆက်ကြည့်မယ် ဟင်းကဤဟင်းဆိုအော်ရှိုးဟင်းကဟင်းပဲဟာပစ္စည်းကောင်းတယ်အဲ့လိုမျိုးကောက်ပြီးဘာသာပြန်လိုက်လို့မရဘူးเนาะအဲ့တော့ဂျပန်တွေကလေဟင်းလို့သုံးတယ်အရန်ဒီလားဂျပန်တွေကအရန်နှိမ်လူကိုနှိမ်သုံးတယ်ဒီဟင်းတွေကတအားဒီမှာသုံးတဲ့ဟင်းကအဆင့်ကိုပြောချင်တာအဆင့်နီးအဆင့်ကဘာမို့လို့လဲဆိုရင်အဆင့်ကိုပြောเนาะအဆင့်ပြောဟင်းကဤဆိုရင်ဒါပေမဲ့ဟင်းကဤဆိုဟိုအဆင့်ကောင်းတယ်ဟာဆိုပြီးတော့အဲ့လိုမျိုးမြန်မာမှာလို့10တန်းတော့အဆင့်ကောင်းတယ်အဲ့လိုမျိုးပြောတာမျိုးမဟုတ်ဘဲနဲ့ကြက်တီရှိတယ်အဆင့်ရှိတယ်သူလို့သုံးတယ်ရမလားဆင်ရှိတဲ့ကြက်တီရှိတယ်လို့မျိုးဟင်းငါဤအဲ့တော့ဟင်းငါဤလို့သုံးတာတော့သုံးမိမယ်အများပြကဂျောဟင်းနာလို့သုံးတယ်ဂျောဟင်းနာလုံးဝအထက်တန်းစားနဲ့တူတယ်ဆင်ရှိတဲ့သူမျိုးပေါ့နော်ဆင်ရှိသူအဲ့လိုပတ်စံရှိတာပါညာပြောတာမဟုတ်ဘဲနဲ့တသက်ရရက်နေတတ်တယ်လုံးဝ elegant ဖြစ်တဲ့သူမျိုးဒါမျိုးတွေကိုဂျောဟင်းနာလို့သုံးတယ်ဂျောဟင်းနာဟီတိုဆိုပြီးသုံးတာရမလားခီဟင်းနာခီဟင်းနာလည်းအဲ့လိုကြော့ရှင်းရှိတာဗျာဒါပေမဲ့လူမသုံးတာတအားရှားတယ်သူကလေအဲ့တော့ဘယ်လိုပြောရမလဲဆိုတော့နည်းနည်းမျိုးတွေဘာတွေမှာတုံးတာကွာဒီလားအဲ့လိုမျိုးမျိုးတို့ဒီဖြူဟင်းတို့အဲ့လိုတွေမှာဆိုလို့ရှိရင်အဆင့်ရှိတဲ့မျိုးတို့ဘာလို့အဆင့်မရှိတဲ့မျိုးအဲ့လိုတော့ဖောက်မင်းသားဆယ်ရင်ဒီလားဟိုလိုလေဘယ်လိုပြောရမလဲဒီဒီလိုဘယ်လိုရှင်းပြရကောင်းမလဲဒီအဲ့လိုမျိုးပေါ့နော်ဂုံချက်တည်ရှိတဲ့မျိုးပေါ့အဲ့လိုပုံစံမျိုးကွာသိလားဂျပန်မှာဆိုရင်ဥမာဖြစ်ဆိုလို့ရှိရင် Kyoto လိုပါလို့ဆိုရင်အရန်ဟို traditional တွေအရန်ပေါ်တဲ့ခါကျတော့မြင်လိုက်တာနဲ့ဥတမဒီအစ်စ်ဒီလိုပုံစံဆိုရင်မျက်လုံးထဲမှာဝင်နေတယ်မှတ်လားအဲ့လိုဟာမျိုးတွေကိုခီဟင်းကအားလို့တော့ရမယ်နော်ဟုတ်ပြီလားအဲ့တော့လူမာသုံးတာကြတော့ဂျောဟင်းကိုသုံးတာများတယ်လူကကြတော့သူ့ရဲ့ Thai တို့ကိုပြုတ်ငိုကြည့်ပြီးတော့ကိုကဂျောဟင်းနာဟီတိုဂျောဟင်းနာကဲဟင်းနာဟီတိုဆိုပြီးသုံးတာကွာအဲ့တော့ခီဟင်းကသုံးတာတော်တော်ရှားပါတယ်ဒါပေမဲ့စိတ်ထဲမှာကွာကြည့်လိုက်တာနဲ့ဟိုဒီမျိုးဒီတအားဟိုလိုမျိုးပေါ့နော်ဥပမာပြရှေ့ရလေးတင်မလားဟိုတိုချိုသွားပြီဆိုလို့ချင်းတိုချိုကလူတွေကအရင်အိုရှားလေးဖြစ်တာပဲတိုချိုကတော့လေအဲ့လိုမောအရင်ဟိုခိရှိပြေးနေတဲ့မြို့ကြီးလိုခံစားရတယ်ဒါမျိုးဆိုခီဟင်းကအားလို့မချီတော့ပါအဲ့လိုသုံးတာဟုတ်ပြီလားအဲ့တော့ဟိုအရှိမတော့တခြားဟာတွေလိုက်လို့လည်းရသေးတယ်ကွာသိလားဥပမာပြဆိုလို့ရှိရင်အဲ့လိုအိုဆာကာကနီဂီယာကာနာခီဟင်းကအားလို့တော့ပါအဲ့လိုသုံးရအိုဆာကာနီဂီယာကတော့ဖြစ်တယ်ပေါ့နော်နီဂီယာကဖြစ်တဲ့ခံစားချက်မျိုးစိတ်ခံစားချက်မျိုးရတယ်အဲ့လိုအဆင့်ပုံစံမျိုးရှိတယ်ပေါ့အဲ့လိုပုံစံမျိုးတော့နော်အဲ့တော့ဒါလေးရမယ်ထင်ပါတယ်စစ်ကြောဟင်းကဝါတို့ဂဲဟင်းနဲ့တူတူပဲတိတ်ပဲဟုတ်ပြီလားအဆင့်မရှိဘူးပေါ့နော်အဆင့်မရှိဘူးဟိုသမင်းစားရင်လည်းတန်နေမိတာမျိုးတို့ပကြက်ဒီဖြစ်တာမျိုးတို့အဲ့တဲ့မလားဇုံးနေပါတွေကိုအဲ့လိုမျိုးပြစ်ပြတ်စောင့်ချတာမျိုးတို့ဒါမျိုးဆိုဂဲဟင်းနာလို့ပြောတာဂဲဟင်းနာလို့ဟင်းကဝါတို့နော်ဂျမန်တွေကလေသူများကိုဝေဖန်မယ်ဆိုဂဲဟင်းကိုရမ်းသုံးတာသိလားအဲ့လိုမြန်မာတွေတော့ကြတော့စိတ်ဆိုးစရာစကားလုံးဆိုမျိုးအဲ့လိုကိုယ်လာပြောအရန်ဒေါသထုတ်ဖို့ကောင်းတယ်ဂဲဟင်းနာအဲ့လိုမျိုးလုံးဝအဆင့်မရှိစကားပြောတာအဆင့်ပြေးလို့ပြဂဲဟင်းနာလို့တော့နော်ဒါလေးရမလားอืมအင်္ဂိုင်းနေအောင်နော်อืมအဲ့တော့ကြည့်အောင်မျက်နှာလေးတွေကိုလိုက်ကြည့်နေရတယ်အိမ်မှာဆိုလို့ကြည့်အောင်ယူစု
ယူစုကခိကုခိကနိုင်အဲ့တော့ဒီကတုံးတဲ့ယူစုမင်းသားဆိုင်စူးမဟုတ်ဘူးနော်ယူစုကျမကမှားပြီးဖတ်မိတယ်အဲ့တော့ယူစုကမင်းသားဆိုင်ကြည့်လိုက်ခင်းယူခိကန်ဆိုပြီးကြားဘူးလားခင်းယူဆိုပြီး finance လေခင်းယူလေအဲ့ခင်းယူရဲ့ယူခန်းကြီးသူပိုင်ကပတ်စံကိစ္စမှာပဲတုံးတာအဲ့ခန်းကြီးနော်ပတ်စံကိစ္စပတ်စံလည်းရိုးပတ်စံကိစ္စမှာတုံးတာမဟုတ်လို့ finance တို့ company ရဲ့ finance တို့ company ရဲ့ငွေကြေးတို့ဒီလိုပုံစံမျိုးနည်းနည်းကြီးကြီးကျယ်ကျယ်ပတ်စံများတဲ့နေရာမှာတုံးတာမဟုတ်နော်လွယ်လွယ်ကူကူရှင်းပြရင်တော့အဲ့လိုမျိုးတွေမှာတုံးတာဟုတ်လားအဲ့တော့ဆက်ကြည့်အောင်အဲ့တော့ use တစ်လုံးနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ use ကစမ်းစီလိုခုနကပြောသလိုပဲငွေကြေးဥစ္စာကိုပြောချင်တဲ့ပုံစံမျိုးဒါမလားငွေကြေးပု္ပ္ပစာမျိုးပုံပါပြီဟဲ့ငွေကြေးဥစ္စာကိုပြောတဲ့ပုံစံမျိုးမှာသုံးတာပါဟဲ့အဲ့တော့စမ်းစီလိုကြည့်ကြည့်အောင်အဲ့တော့ use က kiku နောက်ကခန်းကြီးကလေမင်းသားစံဒီရဲ့ key မှာသုံးတာပါသူပါပြီဆိုလို့ရှိရင်စမ်းစီလိုလေဒီဟို तू ဒီခုဆိုပြီးတော့သူ့ကိုသုံးတယ်ပေါ့နော်အဲ့တော့ခင်းနီတို့ဘာတို့ရဲ့သုံးတဲ့အမျက်ဆိုတဲ့ခန်းကြီးနဲ့ဆင်ပါတယ်ဟုတ်ပြီလားအမျက်ခန်းကြီးပါပဲဆင်တာမဟုတ်ပါဘူးဟဲ့အမျက်ခန်းကြီးပါဟုတ်ပြီနော်အဲ့တော့သူ့အတိတ်ပဲတတ်တတ်ထပ်မှတ်မယ်ဒီလိုတစ်လုံးတွဲကြီးအတိတ်ပဲလုံးဝကွဲသွားတာမလို့ခင်းယူစုကိုအရင်မှတ်မယ်ပြီးမှခိခုကိုမှတ်မယ်ပြီးမှယူစုကခိခုကိုမှတ်နော်တတ်တတ်ခွဲရှင်းနေတာနော်အဲ့တော့ဒီခိခုဆိုပြီးတော့သူ့ကိုသုံးမယ်ဆိုလို့ရှိရင်ဆက်စီလို့ဒီအမျက်ရတာကိုသုံးတာဟုတ်ပြီလားခိခုဆိုပြီးသုံးရင်အမျက်ရတာကိုသုံးတယ်ဟုတ်ပြီနော်အမျက်ရတယ်အကျိုးသက်ရောက်တယ်အကျိုးသက်ရောက်မှုကောင်းတယ်ဒါမျိုးကိုခိခုလို့သုံးတယ်ရမယ်နော်အဲ့တော့ဒီမှာသွားသုံးတဲ့ယူဇူးကခိခုကကြတော့ဘယ်လိုမျိုးလဲဆိုတော့သမီးတို့တွေဒီလိုက်ပြောင်းအတိတ်ပဲတကယ်ကြီးပြောင်းရင်ကောက်ဖြစ်သွားပြန်သလားကိုယ်စိတ်ထဲမှာထင်တာအော်ပတ်ဆက်များတဲ့သူလို့ထင်တာမဟုတ်ဘူးနော်လိုက်လျော်လျော်နေတတ်တဲ့သူကိုသုံးတာဒီလားသွားစားချင်းနဲ့တော်မလေးစားစားချင်းလေးစားမလေးဟိုတဲ့မလားဥပမာပြကိုရီးယားပြင်သွားမယ်လို့ပြောသွားချင်းအိမ်ညာငါမကြိုက်ဘူးလို့တကူစားမယ်ဆိုအဲ့ဒါငါမစားဘူးလို့အဲ့လိုမျိုးသုံးတာမျိုးပဲနဲ့ဘာနေโอเคသွားမယ်လုပ်မယ်ချအဲ့လိုမျိုးလူမျိုးယူစုကကိကုလိုက်လျှောက်နေတတ်တယ်အလိုက်သိနေတတ်တယ်ဒါမျိုးယူစုကကိကုလို့တော့ယူစုကခိကနိုင်ဆိုတော့ဗျောင်းမြန်ပေါ့မင်းသားဆက်အလိုက်မသိဘူးပေါ့နော်ဟုတ်ပြီလားဟိုအလိုက်မသိပြောချင်တာပြောတာမျိုးပေါ့ဒါမျိုးယူစုကခိကနိုင်ဒါမလားအဲ့တော့စကားလုံးတွေဒီတွဲလိုက်ရင်အဓိပ္ပာယ်တစ်မျိုးခွဲလိုက်ရင်အဓိပ္ပာယ်တွေတစ်မျိုးတွေပါအဲဒါကြောင့်မလို့ဒေတာလေးရင်မှတ်လိုက်မယ်နော်ယူစုဆိုရင်ငွေကြေးဥစ္စာကဏ္ဍတွေကိုပြောတာကိကုဒီအမျက်ရတာအကျိုးသက်ရောက်မှုရှိတာဒါမျိုးတွေကိုသုံးတာဒါပေမဲ့နှစ်မျိုးပေါင်းလိုက်ပြီဆိုလို့ရှိရင်တော့ယူစုကကိကုဒီအလိုက်လျောက်နေတတ်တာကိုသုံးတာရမလားโอเคစူနာအောင်နာယောသားဖြူစင်တာရိုးသားသားဖြူစင်စူနာအောင်နာယောသားဖြူစင်ရိုးသားဖြူစင်တယ်အဲ့လိုဘာမှသိမသိတဲ့ပုံစံမျိုးလုံးဝ innocent လေးလိုပဲ innocent လိုပုံစံစူနာအောင်ဟုတ်ပြီလားနော်စူနာအောင်နာဟိတော့လိန်ညာတွေလည်းမပြောတတ်ဘူးသူ့ကိုကြည့်အေးဆေးပဲအဲ့တော့သူ့ရဲ့ဗျောင်းမြင့်ကိုကြည့်အောင်ဂန်းကိုနာခေါင်းမာတာတအားခေါင်းမာဂန်းကိုခေါင်းမာတယ်လို့မြန်မာမှာလည်းခေါင်းမာတယ်ဆိုတဲ့အဓိပ္ပာယ်တွေကတုံးနေနေတယ်မှာသူဆုံးဖြတ်ချက်ကိုမပြင်တတ်ဘူးသူလှုပ်ချင်တာသူလှုပ်တာအဲ့လိုပုံစံမျိုးပဲဒီမှာလည်းကြည့်လိုက်နောက်ကခန်းကြီးကိုကြည့်လိုက်ခါတာဤတွေ့လားမာတာနော်အရန်စိတ်လဲဘယ်လိုမျိုးသူဆုံးဖြတ်ချက်ကိုပြင်ဆိုလည်းမပြင်တတ်ဘူးအရန်ခေါင်းမာတာအဲ့လိုမျိုးကဂန်းကိုနာဟိတိုလို့နော်စူနာနာဟိတိုဂန်းကိုနာဟိတိုရမလားอืมစကြည့်မယ်ဒီတခါလုံးတင်လိုက်ငိုပါမလားမသိအဲ့တော့ရှင်းစေစနကျင်နာတတ်တော့ဒီမိသားပါဟဲ့နော်ဒါတွေမလေးအဖိုက်တော့ဝူဒူးချက်ခဲ့ရတယ်နော်ရှင်းစေစနကျင်နာတတ်တာအဲ့တော့ဒဲတန်းနဲ့ဒဲတန်းကိုစမ်းသိလို့လဲတန်းကိုမတင်ခင်မတင်လဲတန်းမတင်ခင်နဲ့အခန်းကြီးကိုကြည့်လိုက်တော့ကိုကသိနေလဲရပါဖြစ်တာအေးဆက်ရှိဟုတ်တယ်မလားဒန်းဆိုတာစိုးတန်းတို့ဘာလို့ဆွေးနွေးတာတို့ဘာလို့မှသုံးတာနော်လဲတန်းတာဆိုတော့အရန် EDA ဆန်နိုင်တာမကောင်းနော်မကောင်းတဲ့အဓိပ္ပာယ်နော်သိလားအဲ့လိုအေးတာမြန်မာမှာလည်းသုံးတာတွေအမျိုးအများကြီးရှိတော့သိရှင်းရတာ तू ကအေးတယ်လို့ပြောရင်တော့ကောင်းတဲ့အဓိပ္ပာယ်တွေဒါပေမဲ့ဒီဟာကမဟုတ်ဘူး ADA ဆန်နိုင်လို့နာလေတန်းဟုတ်ပြီလားနောက်ကအဲ့တော့ခန်းကြီးလေးကလည်းလွယ်တာဖြစ်တဲ့အတွက်မှတ်နိုင်တော့မှတ်ရအောင်နော်ကလေးတို့ဒီဟာလေဒီခန်းကြီးကို皆さんတို့သိလာတော့မသိဒီခန်းကြီးကလေတိုင်ပင်နဲ့စာအုပ်တွေမှာရေးရင်ကြတော့တစ်မျိုးသေးလားတိုင်ပင်မှာရေးရင်ဒီလိုဖြစ်သွားတယ်လား sorry ဒီလိုဖြစ်သွားတကယ်ရေးရတာဒီလိုရေးရတာလားအခန်းကြီးတွေကလေဒီလိုရေးရအဲ့နှစ်မျိုးတွေ့လို့ဟဲ့စမ်းစီဘာကွဲနေရလဲမသိဘူးတူတူပဲတားလားနော်တူပဲဒါက keyboard သုံးနေဒါတွေကတကယ်အရေးသုံးနေအဲ့တော့ရေးရင်ကွာဒီလိုရေးရမယ်နော်အဲ့တော့ကြည့်အောင်လဲတန်းနာလို့သုံးလို့ရှိရင်မကောင်းနည်းနည်းမကောင်းတဲ့တွေပဲ ADA ဆက်ဘာမှမဆိုစိတ်မပါတယ်လို့ပဲ ADA ဆက်နိုင်လွန်းတာနော် ADA ဆက်အရန်နိုင်အဲ့လိုမျိုးတော့ဒါပေမဲ့ထိုင်းကူမှာလည်းသုံးလို့ရတယ်ကွာ
私の挨拶を彼は冷淡な、態度を取った。အဲ့လိုမျိုးသုံးရင်ကျမသူ့ကိုနှုတ်ဆက်လိုက်တာပဲဒါပေမဲ့သူကတော့80 80ပေါ့ကြည့်ကိုတစ်ချက်ပဲကြည့်မရှိလို့တလို့ပဲမင်းသားဆိုင်ကြည့်ပြီး80 80နဲ့ဘာလဲဆိုရုံနဲ့ကြည့်ပါよအဲ့လိုမျိုးတော့ဟမ်လားဟုတ်ပဲနဲ့ तू ကကိုတယောက်တည်းပဲ80 80နိုင်လဲတုံးလို့ရတယ်ဟုတ်ပြီလား彼女は私にとっては冷淡な人だအဲ့လိုသုံးရင် तू ကကျမပေါ်ဆိုအရင်80 80ဆက်ဆန်တာစိတ်ထဲမှာပါလို့ပဲစကားပြောရင်တော့အဲ့လိုမျိုးသုံးဟမ်လားอืม ဆက်ကြည့်မယ်ခူးရူနာအဲ့ဒါကကြတော့လေဂျပန်လည်းအရန်သုံးခူးရူအဲ့လိုသုံးရန်ခူးဖြစ်တာခူးရန်ခူးစီအိုရန်ခူးမြန်မာမှာလည်းစီအိုရန်ခူးရန်ခူးဖြစ်တယ်လို့သွားတော့အတိတ်ပဲကောင်းတယ်လေဟုတ်တယ်မလားဂျပန်လည်းအဲ့လိုပဲရန်ကောင်းရန်ပြယောက်ျားလေးတွေမှာလည်းသုံးတယ်နော်ခူးရူနာဂျော်ဆေးလို့သုံးရင်လည်းအရန်ထားကြတဲ့မာကြီးပေါ့နော်အဲ့လိုမျိုးအရန်ခူးဖြစ်တယ်သူ့ဘာပြောပြောသူဒီလက်ခံတယ်အေးဆေးပဲခူးโอเคခူးဖြစ်တယ်အရန်နော်ခူးဖြစ်တဲ့လူမျိုးသုံးတာမှာအင်္ဂလိပ်လိုမှတ်နိုင်တာအကောင်းဆုံးမြန်မာလိုခူးဖြစ်တယ်လို့သာမှတ်ချတာလားဟုတ်ပြီးမှာမဟုတ်မှတ်ကြတာပြအဓိကကလေသူ့ကိုတော့တုံးရင်လေဖက်ရှင်ကြတာမှာတုံးတာများတယ်ခူးရူနာဟီတိုတာအကြီးကျယ်လည်းကောင်းတယ်လို့ဖက်ရှင်ကလည်းအရင်မိုက်တယ်ထားကြတယ်နော်ဒါမျိုးတုံးတာတမလားစကြည့်မယ်ဒိုရိုင်းနာပြောင်းမြန်နေလာနေပြီ dry ၆တွေ့ကြောက်တွေ့ဆိုတာရာသီဥတုကိုတုံးတာမဟုတ်ဘဲနဲ့လူမာတုံးရင်ကြတော့အဲ့လို6ကက်ကက်ကြီးကွာစကားပြောရလေအဲ့လူတယောက်ကိုတော့ကားသွားပြီးဟာတာတော့ပြောလေမရည်တဲ့လူတွေရှိရလေဒါဟာတာမှမသိဘူးဒီလားအဲ့လိုမျိုးစကားပြောတာပြောစရာမကောင်းအမိုရှိတော့ခုနိုင်ကွာဒီလားအဲ့လိုလူမျိုးတွေကိုဒိုတိုင်းနာဟီတိုလို့တော့နော်6ကက်ကက်ကြီးအဲ့လိုသူ့ကိုကြည့်ရတယ်လေအဲ့လို emotion နဲ့မရှိသလိုပဲအဲ့လိုမျိုးတော့ဟာတာတော့ပြောလေမရည်တတ်ဘူးအဲ့လိုမျိုးလူမျိုးတွေကို dry နာဟီတိုလို့ဒိုတိုင်းနာဟီတိုဆိုပြီးတော့အမလားအဲ့ဒီမနော်နောက်တစ်ခုလေခုတ်ခုနာခိုးပါနော်ကလေးတို့ခိုးပါနောက်ကခန်းကြီးကလေအဲ့ဒါလေဟီတိုးဤခန်းကြီးနော်ဟီတိုးဤအဲ့တော့ဟီတိုးဤကိုတီးလိုက်အဲ့ခန်းကြီးကမှန်းလို့ရသွားတယ်ဟုတ်တယ်မလားနောက်ကခန်းကြီးဟီတိုးဤခန်းကြီးပါအရက်ပါမယ်အရက်အိုစာကဲလေးပါမယ်ပြီးရင်ကိုကူဟာကူတို့ဘာလို့မှသုံးတဲ့ဟာလေးပါနော်ဟီတိုးဤပါရေးတက်စရာလောက်ထိတော့မလိုပါဘူးသူ့ကိုရေးစရာလည်းအကြောင်းမရှိဘူးဒါပေမဲ့ညီအားဒါဟီတိုးဤခန်းကြီးဟာလို့တီးလိုက်ရနော်ဟိုရေးတက်စရာအကြောင်းမရှိဘူးလို့မရေးလည်းမရေးပဲလည်းနေုံမလုပ်ကြပါဘူးပြီးတော့တည်ရမယ်နော်ကြောက်ရတယ်အញ្ញံစကလုံးတွေကိုယူလာရှင်တော့အဲ့တော့မကြည့်အရှိရဘာဖြစ်လဲအေးတယ်နောက်ကရက်ဆက်တယ်အဲ့တော့အေးပြီးရက်ဆက်တယ်အဓိပ္ပာယ်မှတ်စရာတော့မလိုတော့ဘူးကြည့်လိုက်တာနဲ့တော်တော်ကြောက်နေပြီအရန်ရက်ဆက်တာသွေးအေးရက်ဆက်တတ်သူလို့ပါအဲ့ဒါရဲဒိတ်ခုကနာဒိတ်ခုကနာအရန်သွေးအေးရက်ဆက်တတ်တာကမ်လားဟုတ်ပြီနည်းနည်းလေးဆက်သွားမယ်တောင်းဥမာတပိုင်းတော့မပြီးသေးဘူးနော်သမီးကအန်ဝမ်းလို့ကိုပြန်တွေးလိုက်ဟဲ့ပြင်းလိုက်တာဟဲ့လို့တွေးဟဲ့အန်ဝမ်းဟာလို့ပြန်တွေးနော်အန်ဝမ်းအောင်ပြီးအပေါ်မှာနေလို့ရပြီဟုတ်ပြီလားအန်ဝမ်းအောင်ပြီးအပေါ်မှာနေလို့ရပြီဒီနေ့ပဲလေငါအန်ဝမ်းဆိုတပြောလိုက်ရပြီဟုတ်ပြီလားအဲ့နေ့ကိုတွေးပြီးစားလို့ရမယ်စားလို့အဲ့တော့ဆက်ကြည့်မယ်အာကြီးဆိုးကကြီးအဲ့မှာဥကိုမင်းတော့ကိုမင်းခတ်ထားတာမပါလဲရတယ်ပါလဲရတယ်လို့ဗျာဟန်ကြီးကလွယ်လေးမှတ်မယ်ကြက်ခရဲတခါလေကိုကြီးကိုအာကြီးဆိုးကကြီးအဲ့လိုကြက်မနေတော့နဲ့ခန်းကြီးလေးကိုရေးလိုက်ပြီးတော့အာကြီးဆိုးလို့ဖတ်တယ်ဆိုရင်မှတ်လိုက်ခန်းကြီးလေးနဲ့ကြည့်ပြီးမှန်းသွားမယ်ဟုတ်ပြီနော်အဲ့တော့ကြည့်အောင်အာကြီးကတီးပြီးသားအချစ်အဲ့တော့ဆိုးကကြတော့စနေတို့ဒီတွေးတာအဲ့တော့အချစ်နဲ့တွေးတတ်တယ်ဆိုတာကြတော့ကျင်ကျင်နာနာရှိတယ်သူဒီအရန်သူများတွေကိုချစ်ပေးတတ်တဲ့မျိုးတုံးတာကျင်ကျင်နာနာရှိတယ်လူတစ်ဖက်သားကိုအာကြီးဆိုးကကြီးအရန်အာကြီးဆိုးညားတယ်ပေါ့နော်အာကြီးဆိုးအရန်ချစ်ပေးတတ်တယ်အရန်သဘောကောင်းတယ်အရန်ဟွာဖြစ်တာအာကြီးဆိုးငယ်ချင်းတွေထဲမှာရှိတယ်လေဘာမှမဆိုအရန်အဲ့လိုမျိုးဒီကိုယ်တငယ်ချင်းတွေပေါ့ဆိုလဲအရန်ကောင်းအဲ့လိုကောင်းတဲ့လူတွေရှိတယ်လေဟုတ်တယ်မလားအာကြီးဆိုးကအီလို့ကျင်ကျင်နာနာရှိတယ်ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဒါမျိုးကျင်ကျင်နာနာရှိတယ်ပေါင်းသင်းဆက်ဆံရေးကောင်းတာအာကြီးဆိုးကအီနော်အဲ့တော့အာကြီးဆိုးပဲတက်တက်လေးရှင်းရအောင်ကလေးတို့ရန်ရှင်းပြခြင်းလို့ကြည့်အောင်အာကြီးဆိုးအာကြီးဆိုးကဝါတို့ကြီးဆိုရင်တော့အဲ့လိုမျိုးပေါ့နော်ဆက်ဆံရေးမကောင်းဘူးကျင်ကျင်နာနာလည်းမရှိဘူးဒါမျိုးတော့ဟုတ်ပြီလားနော်အဲ့တော့အာကြီးဆိုးတစ်လုံးနဲ့ကိုဗာလေးနဲ့သုံးလေးကြည့်အောင်စနေအဲ့တော့အိုင်ဆိုကဆိုပြီးတော့အိုင်ဆိုကဆိုပြီးနောက်ကဒီခန်းကြီးနဲ့လိုက်တယ်ဒီခန်းကြီးကအန်တူးမှာတော့သင်ခဲ့ပုံမယ်ထင်ပါတယ်စုခုစုလို့ပါလို့ခန်းကြီးမှတ်တိလာခန်းကြီးသိမှာပါနော်မသိရင်ထုတ်လိုက်မယ်မလေးမေတို့အဲ့တော့ဒီစုခီတို့စကိုးစုတို့တော့ရင်လည်းမင်းကတော့ကြောင်းတက်ချင်တဲ့လူတွေကလေအဲ့ခန်းကြီးကိုတိမှာဖြစ်မှာအမလေးအရန်တော့အရန်မေးရချီကာရာကိုစကူရှိမာဆိုပြီးတော့အဲ့ခန်းကြီးနဲ့တော့ကျမကလေဒီမေဂျာဒီကြောင်းကိုတက်ရဖို့လေကျမခွန်အားတွေကိုတုံးသွားမှာပါဆိုအဲ့အရန်တော့နော်အဲ့စကီတို့ဒီမှာတော့စကီတို့လို့တောင်းရတာနော်
အဲ့ဆိုရင်အာကြီးဆိုးကစကီဆိုတာဒီစကီရဲ့အတိတ်ပဲဒီအကုန်သုံးနေဆိုပုံစံမျိုးအဲ့တော့အချစ်တွေအကုန်ကုန်သွားတယ်စိတ်ကုန်သွားတယ်လို့တော့ယွန်มาယွန်သွားပြီလေအဲ့လိုမျိုးတော့အာကြီးဆိုးကစကီတာလို့သုံးလို့ရှိရင်ကျမတော့တော့ကိုယွန်ကုန်သွားပြီဆိုတဲ့ပုံစံမျိုးကျမတို့ယွန်သွားပြီပေါ့နော်ဘယ်လိုပုံစံမျိုးရမလားစိတ်ကုန်သွားပြီပေါ့နော်အဲ့လိုစိတ်တီးမခံနိုင်တော့နောက်ဆုံးအဲ့လိုမျိုးတော့အာကြီးဆိုးကစကီတာရမလားအဲ့လိုပဲသုံးတာပဲကျန်တာကျတော့အီလို့ပါတော့ပဲအာကြီးဆိုးကအီလို့ပါတော့ပဲသုံးနော်အဲ့တခုဆက်ကြည့်အောင်နောက်တစ်ခုကနည်းနည်းလေးဆက်သုံးတာကအာအီဆိုးနဲ့ပဲထပ်သုံးမယ်ဆိုရင်အာအီဆိုးအိုးဖူဒီမာခုဆိုပြီးသုံးလိုက်အသုံးကနည်းနည်းလေးခတ်တယ်တယ်မှာတော့ပါတယ်ဒါပေမဲ့မှတ်လိုက်အောင်အဲ့တော့အာအီဆိုးကအာအီဆိုးအိုးဖူဒီမာလို့သုံးတာ sorry အာအီဆိုးဖူဒီမာလို့သုံးလို့ရှိရင်ကိုယ်ချစ်အောင်လို့ကိုကချစ်အောင်နေတာဟုတ်ဗျာကောင်းရိုင်းကောင်းတာလည်းမဟုတ်ဒါပေမဲ့သုံးလဲတိတ်တော့မသုံးပါဘူးအဓိကဟိုလိုလေကလေးလေးချစ်အောင်လို့ကလေးတွေကိုအရန်ကောင်းကောင်းမွန်မွန်ဆက်ဆံနေတော့ပါဆိုအာအီဆိုးဖူဒီမာခုလို့သုံးတယ်ဟုတ်ပြီနော်ချစ်အောင်နေတာလူတိုင်းနဲ့တင့်အောင်နေတယ်လူတိုင်းအဲ့လိုမျိုးလူတိုင်းမျက်နှာသာပေးခံအောင်နေတာလူတိုင်းလိုလိုက်ပေးရတာဒါမျိုးတွေကိုအာအီဆိုဖူဒီမာခုပေါ့နော်友達できるために愛想を振りまいているပေါ့နော်လူတိုင်းကိုရည်ပြလူတိုင်းနဲ့တငင်ချင်းပြောင်းနေတာမျိုးဒီ愛想を振りまくရမလားโอเคဆက်ကြည့်အောင်အဲ့တော့ဘူးအာကြီးဆိုနာဆိုလို့ရှိရင်အဲ့လိုမျိုးသူ့ကိုရှင်းပြရရင်ကြတော့ तू ကအရန်ခုနဟိုကနေဆင်ပါတယ်တန်းနဲ့ဆင်တယ်နော်ဒါပေမဲ့လဲတန်းကြတော့လေအပြုတ်မှုကိုသုံးတာအကျင့်ဆိုင်ကိုသုံးတာတဲ့ तू ကADA ဆန်နဲ့ပြုတ်မှုတဲ့စက်ပုံစံမျိုးဘူးအာကြီးဆိုနာကြတော့လေချစ်ချင်စရာကိုကောင်းမှုနေဘူးလို့ရှိရတယ်တခါကြရင်လေကျတော့သုံးတယ်လေသူမျက်နှာကိုကြည့်လိုက် ADA ဆန်နဲ့ချစ်ချင်စရာကိုကောင်းမှုနေအဲ့မျိုးဘူးအာကြီးဆိုနာလို့ပြောစကားပြောရင်လည်းဒုံတီတီနဲ့သိရမလားဟိုလူကလန်တို့ပါတို့အဲ့လိုမျိုးဆိုမပြောချင်ဘူးဟဲ့စကားကိုပြောချင်နေဘူးအာကြီးဆိုနာခါကိုဆိုပြီးသုံးဟုတ်ပြီလားချစ်ချင်စရာကိုကောင်းမနေဘူးသူမျက်နှာကြီးကအဲ့လိုမျိုးသုံးတာရမလားကလေးတို့โอเคโอเคဆက်တယ်မနော်ရှာကိုတေခိနခန်းကြီးမှတ်မယ်နော်မဆွဲတိုင်ပြောပါဆွဲတက်မှာပါဒီလောက်ကတော့ဆွဲတက်တယ်မလားอืมရှာခိုတေခိနရှာခိုတေခိနကခုနလိုပဲလူတိုင်းနဲ့တငယ်ချင်းဖြစ်တာကိုသုံးတာပါရှာခိုတေခိတာလူတိုင်းနဲ့တငယ်ချင်းဖြစ်တယ်အဲ့လိုတငယ်ချင်းများတယ်အဲ့လိုမျိုးဒီဆိုရှယ်ကြတာကိုသုံးတာပေါ့နော်ဆိုရှယ်ကြတာလူတိုင်းနဲ့တငယ်ချင်းဖြစ်တယ်အဲ့ဒါမျိုးရှာခိုတေခိနနည်းနည်းဟိုထားကိုက်ပါမယ်ဒီမှာသုံးလို့ရတယ်နော်ဒီရှာကိုတက်ကိနာစေကကုလို့သုံးလို့ရှိရင်ဘယ်သူနဲ့ဖြစ်ဖြစ်တငယ်ချင်းဖြစ်လွယ်တဲ့အကျင့်ဆိုင်မျိုးလို့ရမလားရှာကိုတက်ကိနာဟိတိုလို့လည်းသုံးတယ်နော်အဲ့တော့သူ့ရဲ့ပြောင်းပြန်ဟိဆိုရင်တော့ဟမ်တယောက်တော့စကားပြောလိုက်မေးဆိုင်ရှိလို့လားဟုတ်ပါဘူးနော်ကြည့်မယ်နော်မေးဆိုင်ရှင်ပြောနော်အဲ့တော့ဟိရှာကိုတက်ညာ9:40ကြီးဘာတွေဖြစ်နေလဲအဲ့ဆက်ကြည့်အောင်ဟိရှာကိုတက်ကိနာအမကြည့်မလားဖူလဲမဟုတ်မှုလဲမဟုတ်ဟိတွေ့လားလာပြီးမှဟိအဲ့တော့ဟိရှာကိုတက်ခိနာကခုနကလို့ဆိုရှယ်မကြအောင်တငယ်ချင်းလည်းဖြစ်မလွယ်ဘူးเนาะတောင်းတောင်းလည်းစကားရပါမပြောတတ်ဘူးလိုမျိုးဟိရှာကိုတက်ခိနာလို့ရမလားอืมဒါကန်တက်ခိနာဟိကန်တက်ခိနာခန်းကြီးကိုမှတ်မှာတော့မဟုတ်တိရမှာဒါအကုန်အန်တုခန်းကြီးเนาะอืมခန်းကြီးကြည့်ပြီးတော့လည်းသိသွားလို့ရပါတယ်ဒါကန်တက်ခိကဒါကစနေလို့သိရထာနိုရှိပြောကြကောင်းတာဟုတ်တယ်မလားအဲ့တော့ခန်းဆိုတာလေးမြင်တာသိလားအမြင်ကိုပြ view မျက်စိမြင်တဲ့အမြင်ဆိုတာတဲ့ဟိုလိုမျိုးကိစ္စတွေပေါ့မြင်တဲ့အမြင်ကိုသုံးတာအခန်းကြီးอ่ะဒါကန်တက်ခိနာဆိုတော့ပျော်ရွှင်မြင်တဲ့အမြင်ဆိုတာအရာလုံးအကောင်းမြင်တယ်အရာလုံးပျော်စရာလိုပဲမြင်တယ်အကောင်းမမြင်တာဒါမျိုးဒါကန်တက်ခိနာခန်းကားရလို့သုံးလို့ရတယ်ဒါကန်တက်ခိနာဟီတိုဒါကန်တက်ခိနာခန်းကားရလို့သုံးတယ်သူကလေသူ့ရဲ့ထူးခြားချက်ကကြတော့မင်းသားဆိုင်ရင်စင်းစည်းတော့ကလေအခြေအနေမှာလဲသုံးတယ်တလားလူရဲ့အကျင့်စရိုက်တွေဟီတိုကားတာတွေသုံးတာအခြေအနေမှာသုံးနေရဥပမာဆိုရင်ကျောင်းတော့ခိုင်းကြီးကဒါကန်တက်ခိတဲ့အိုဝတ်တာအဲ့ဒါဆိုရင်ဒီနေ့ဒီနေ့ဟွာပေါ့စီဝေးရတော့စင်ပြေမဲ့ပုံစံလေးနဲ့ပြီးသွားတယ်စင်ပြေမဲ့ပုံစံလေးနဲ့ပြီးသွားတယ်โอเคတော့မှပေါ့ဒါနောက်တစ်ခေါက်ထပ်လုပ်လိုက်โอเคလောက်ပြီစင်ပြေသွားလောက်ပြီဒါမျိုးကိုဒါကန်တက်ခိနာဟုတ်ပြီနော်အဲ့တော့ဟီကန်တက်ခိနာဆိုပြီးသုံးလို့ရပါတယ်အဲ့တော့ဟီကန်တက်ခိနာကကြတော့မဟုတ်ဘူးရန်အဲ့လို negative ပေါ့နော် negative အဆင်မပြေတော့ပြောင်းမြန်ကြီးဖြစ်သွားတာဟာကန်တက်ခိနာလို့တော့ဟုတ်ပြီလားဟီကန်တက်ခိနာအများနဲ့ခါနာရှိခန်းကပဲတွေးနေလို့မျိုးဟုတ်ပြီလားခါနာရှိခန်းကပဲတွေးတယ် negative ပဲတွေးတယ်ဒါမျိုးဟီကန်တက်ခိနာလို့ပြောတယ်
ရမယ်နော်အဲ့တော့ပြောနေဝဟီကန်တက်ခိနာဟီကန်တက်ခိနီနာရီကချီတာအဲ့လိုသုံးလို့အဲ့ဆိုရင်ယောဂဖြစ်တဲ့လူနာတွေဆိုတာအများဖြစ်ကသူတို့ကဝမ်းနဲ့စရာတွေပဲတွေးကြတာမတော့ရမယ်နော်အဲ့တော့ခန်းကြီးလေးနဲ့ကြည့်ပြီးတော့မှတ်သွားမယ်ကြက်သွားမယ်အတန်တလေးပါမှတ်သွားမယ်ဟုတ်ပြီလားရာကန်တက်ခိနာဟီကန်တက်ခိနာကန်တက်ခိနာဟီကန်တက်ခိနာတကယ်တော့အရင်အကောင်းမြင်နေလဲမကောင်းသလိုအရင်ဆိုးမြင်နေလဲမကောင်းပါဘူးဆိုးမြင်ရင်တော့မကောင်းပို့ပြီးတော့အဲ့တော့အလေလက်ပြောင်နေရအောင်ဟုတ်ပြီလားကြည့်အောင်အာရနာခုမှတစ်ပိုင်းပြီးသေးတာရှင်တို့ကိုရှင်တို့ပြောရင်ကျမကိုကျမလည်းပြောနေတာကျမလည်းမောလာလို့ရှင်ကြည့်အောင်ဟီတိုကားတာအဲ့တော့လေဟီတိုကားတာနဲ့ဇေယိကာကိုကလေဘာခွာတယ်ထင်လဲဘာခွာတယ်ထင်လဲပြောကြည့်ပါဦးတရားလို့သိရတယ်ဆရာမပြောလဲကုံသွားပြီရှင်တို့စဉ်းစားလဲပြောကြခန်းကြီးကြည့်တာတော့သိနေပြီဘာခွာရထင်တော့လူပုံစံအမြင်သဘောထားကိုဟီတိုကာရလို့ခေါ်ပြီးတော့စေကကိုကအကျင့်စရိုက်ကိုပြောတာရန်တော်တာပဲဘာတွေစားလဲပြောဘာတွေစားလဲရန်တော်တာပဲဟုတ်တယ်နော်အဲ့တော့ဟီတိုကားတာနဲ့ဆေးကောက်ကမတူဘူးနော်သိလားဆေးကောက်ကအကျင့်စရိုက်ကိုပြောတာဟီတိုကားတာကျတော့လူပုံစံကိုပြောတာလူပုံစံကိုပြောတာဟုတ်ပြီလားဟိုအဲ့လိုတချို့တွေမပေါင်းကြည့်ရသေးဘူးကြည့်ဆိုင်မသိသေးပေမဲ့လူပုံစံကိုကြည့်ပြီးတော့ဒီလူဒီဘယ်လိုလူမျိုးပေါ့အတိတွေပါလေဆိုသူတို့ကြည့်ဆိုင်တွေအဲ့လောက်မသိဘူးလေဒါပေမဲ့ဒီပုံစံนี้ဥပမာပြဆိုရင်တက်တက်ချာချာရှိမဲ့လူမျိုးပုံစံမျိုးအဲ့လိုမျိုးပေါ့နော်လူပုံစံဟီတိုကားတာကိုကြည့်ရဟုတ်ပြီလားအဲ့တော့ဂျပန်เนี่ยဟီတိုကားတာလောက်ပဲကြည့်တာဆေးကောက်ခုတွေပါလေသူကတိလည်းမသိချင်စိတ်ဝင်စားတယ်မဝင်စိတ်ဝင်စားသူအပေါ်ရံမင်းနေရအဲ့လိုဟာမျိုးပေါ့နော်ဂျပန်တင်းနေစတော့မယ်တော်ပါရင်မပြောတော့ပါဘူးဂျပန်တင်းနေပြောရင်မင်းနဲ့ဆက်လို့ရမှာမဟုတ်ကျမလည်းရမှာမဟုတ်ပလုံးနေမှာငါတို့အယူဆုံးငါတို့အခွန်အကြောင်းပြောလိုက်ရင်လည်းငါတို့ရတော့မှာမဟုတ်ငါတို့ဒီဘိတ်တွေနေဖြစ်ကုန်ပြီငါတို့ပေးနေရတယ်အခွန်တွေကိုစဉ်းစားလိုက်မပြောတော့ဘူးနော်ညဘက်ကြီးဝမ်းနေရလို့အဲ့တော့ချီအောင်ဒီတော့ကတော့ဒါနဲ့မင်းနဲ့ဆက်သိမိပါလားဗီဇာတန်တန်းတို့ကြီး4000ဖြစ်ပြီတော့ကျမမျက်ခုံနေတော့လှုပ်လာပြောနေကျမဗီဇာတိုးရင်4000ပေးရပြီရင်ကအခု6000ပေးရတာလေ4000နဲ့ဒီနေ့4လပိုင်းရစပြီးတော့မပြောတော့ပါဘူးအဲ့တော့ကြည့်မယ်နော်ကာကာကြီးကြည့်ဆောင်ချစ်လို့ပါကျမအရင်ကြည့်အောင်ဟီတိုကားစေးကြီးစနာရှင်းရှိနာအဲ့တော့စေးကြီးစခန်းကြီးလေးတော့ဆွဲပြအောင်မကြည့်အောင်မျိုးစုံ EU ဆွဲမယ်နော် EU ဆွဲမယ်စေးကြီးစကတိစေခြင်းလို့ခန်းကြီးကမှတ်စေခြင်းလို့ပြီးတော့ကောင်းတဲ့အဓိပ္ပာယ်များလို့ဒီခန်းကြီးဆွဲရစကြီးကပိုဆိုးနေလားမသိအရှိကခန်းကြီးတိလားရှိကခန်းကြီးဘာလို့ထင်ရှိကခန်းကြီးဘာလို့ထင်လဲစဉ်းစားကြမြင်မှုမမြင်ဘူးလားတကယ်မမြင်ဘူးလားတကယ်မမြင်ဘူးလားဟုတ်ကြားရတဲ့စကားလုံးထဲမှာသူ့ပါတယ်あれ、誠にဟုတ်あတယ်りがဟုတ်တယ်とうございます。ဟုတ်တယ်だけဘာတွေစားရလဲပြောဟော်ကိုင်းဒိုမှာရှိနေတာရန်တော့တာပဲဟုတ်တယ်မာကုတိုနီအချီကျုကန်အောင်လုပ်အောင်နော်မင်းသားဆန်ဖြေနိုင်အောင်လုပ်အောင်မာကုတိုနော်မာကုတိုနီအရိကတိုကိုဆိုင်မဆိုနင်တို့တွေပြောနေမာကုတိုအဲ့ဒါဟုတ်ပြီလားနော်ကောင်းမွန်တော့ခန်းကြီးပေါ့နော်မာကုတိုအဝန်ခန်းကြီးပါအဝန်ခန်းကြီးခန်းကြီးဟုတ်ပြီလားအဲ့တော့စေဂျစ်စနဒီရိုးသားတာကိုပြောတာပါရိုးသားတယ်စိတ်ရင်းနဲ့နေတဲ့လူမျိုးတွေကိုစေဂျစ်စနမြန်မာတွေကအဲ့လိုဖြစ်တာများပါတယ်ကျွန်တော်မြန်မာတွေစေဂျစ်စနသူ့ကိုလေလူကြီးဆိုင်မှာလဲတုံးနေဆိုပေမဲ့အဲ့လိုမျိုးဒီ私は彼の誠実さဆိုပြီးတော့နောက်ကစဆိုကတ်လိုက်နောင်ဖြစ်သွား誠実さဒီစကိုကတ်လိုက်မယ်နော်စကတ်လိုက်မယ်ဆိုရင်ရိုးသားမှုလို့မျိုးစမယ်ရိုးသားမှု誠実さを示しているဆိုရင်သူ့ရဲ့ရိုးသားမှုသူ့ရဲ့ရိုးသားမှုကိုဒါတက်တည်ပြနေတာပဲပေါ့အဲ့လိုမျိုးတုံးဟုတ်ပြီနော်誠実が最後には誠実さが勝つものだအဲ့လိုပုံစံမျိုးလည်းတုံးဟုတ်ပြီနော်နောက်ဆုံးမှာတော့အဲ့လိုမျိုးစိတ်ရင်းနဲ့တုတ်တဲ့လူကနိုင်တာပဲအဲ့လိုမျိုးတုံးတာ誠実なရမယ်နော်ကြည့်မယ်ရှင်းရှိနာအဲ့တော့ရှင်းရှိရခန်းကြီးကတော်တော်လေးခက်ပါတယ်မနာဆိုင်ရင်ဘလို့ရှင်းရေးပြရင်ကောင်းမှတင်တယ်
ကြည့်အောင်တို့နည်းနည်းလေးတော့ရေးပြလိုက်ကလေးလေးမှတ်ချင်တဲ့လူကတော့မှတ်ပေါ့နော်အရင်ဆုံးဟွာကြည့်ပြီးသားဒါလေးကတည်ပါတယ်ဟုတ်တယ်မလားနော်မာဂျီမဲတို့ကတော့မာဒီနောက်ကကညာနည်းနည်းကတ်တယ်သူ့တစင်းချင်းစီဆိုရင်အရင်ဆုံးခါထားကြီးလေးဆွဲမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်၆ချက်ခုနှစ်ချက်နော်အပြင်မာတို့ခန်းကြီးဆွဲမယ်သုံးပိုင်းခွဲပြီးဆွဲပြီးလက်ကလေးဆွဲနော်ဆန်းစီရကျွန်တော်ဒါကြီးမသိလို့မရဘူးလားဆန်းစီရဆိုပြီးတော့မသိလဲဖြစ်ပါတယ်ဒီတစ်လုံးမဲ့သုံးတာကျန်တဲ့နေရာမှာမသုံးလို့နော်ရှင်းရှိတဲ့နေရာပဲသုံးတာအမေဘာဖြစ်လဲဆွဲဦးရရှင်အောင်ဆွဲကြည့်တစ်ခါလို့တော့လက်ထဲမှာလက်သားကြအားရကြီးရဲ့မာရုကော့တိုရဲ့မာရုရဲ့ပြီးမာရုရဲ့တဲ့နော်ရှင်းလိုက် 但是哇，ရှင်း卡拉伊，哇啦，西亚哇 ခါတိုင်းမဟုတ်ဘူးတော့ 什么 အေးဟုတ်တယ်ဟုတ်တယ်တင်နေသူကပေါက်ပြတင်နေတာ sorry တောင်းမှန်ပါဒီခါတိုင်းဟုတ်ဘူးတော့ဘာလို့တင်နေရလဲမသိစိတ်ညစ်လိုက်တာဒီဟာနော်ရှီယာဝါစေနော်ဟိုကျင်လားတခြားပြန်ဆွဲနော်ကလေးတို့ပြန်ဆွဲကျမမယုံနဲ့တော့ကျမယုံသိနေတယ်မပါတော့လက်ရရှင်းရှိနာဟုတ်တယ်အဲ့တော့ရှင်းရှိနာကလည်းရိုးသားတာပဲ တော့ခွဲမယ်မလေးခွဲမယ်ကလေးတို့စိတ်ပြင်ထားလိုက်အောင်သိမ့်ပြင်ထားမယ်အဲ့တော့အရင်ဂျပန်လိုရင်ခွဲပေးမယ်လွယ်ကိုအရင်တော့セイジスナဒီ嘘がつかなくて正直である人ဒါဒီセイジスナတော့ဘလိန်မညာတဲ့ရိုးရိုးသားသားဖျောင်းဖျောင်းမမှန်ဒါဒီセイジスナအမေနော်嘘がつかなくて人柄が正直အဲ့ဒါဒီセイジスပါကြည့်မယ်ရှင်းရှိရကြတော့ဘယ်လိုမျိုးလဲဆိုတော့ရှင်းကန်နာဟီတိုလို့တောင်းတယ်ရှင်းကန်နာဟီတိုရှင်းကန်မင်းသားကျွန်တော်သိရမလားအလေးနဲ့ထားပြီးလောက်တာလေအရှင်းကန်လေအရှင်းကန်အောင်တောင်းတာဟုတ်ပြီနော်မိုနိုကိုတိုရရှီကိုတိုနီရှင်းကန်နာဟီတိုကရှင်းရှိလို့တောင်းအဲ့မယ်နော်ဒိဗေအဲ့လိုဂျပန်လိုမှတ်လိုက်လုံးဝကွဲသွားတယ်တွေ့လားအဲ့တော့မြန်မာလိုရိုးသားဖြောင်းမှန်တော့ရိုးသားဖြောင်းမှန်တော့အဲ့လိုနှစ်ခုချက်နေမယ်အစားအဲ့လိုမှတ်လိုက်ရセイジスディ嘘がつかなくて正直である人があることある人あることပေါ့နော်အဲ့ဒါ誠実なဖြစ်ပြီးတော့ရှင်းရှိနာကြတော့ခုနလိုပဲ物事や仕事に真剣な人ရမလားရမယ်နော်မြန်မာလိုမရှင်းတော့ဘူးနော်ဒိဗေအဲ့လောက်ကြီးအရန်ကွဲမနေလို့မြန်မာလိုကအဲ့တော့ဆက်ကြည့်အောင်အွန်ဝါနာခံယောနာအွန်ဝါတို့တွေတီးပြီးသားခန်းကြီးရအွန်ဝါနှွေးထွေးတာဟုတ်တယ်မလားအွန်ဝါနှွေးထွေးတာအဲ့ဒါပြီးသွားလို့ရှိရင်ခန်းယောနာခန်းကြီးရခန်းယောတော့သိရလားမသိမြင်ရလားမင်းတို့စာအုပ်ထဲမှာအဲ့ခန်းကြီးတွေမြင်ရလားဆွဲပြပါမယ်ခဏလေးအုံးဝတော့မဆွဲပြတော့ဘူးเนาะရတယ်မလားအုံးဝอืมခန်းရိုးလေးတော့ဆွဲရအောင်ခန်းရိုးလေးစမ်းဒီလဲတေချာစစ်ပြီးမှဆွဲပြခုနကလိုခါတိုင်းလုံနေမှာဆိုလို့ကိုကြောက်တော့အရင်ဆုံးအမိုးဆွဲမယ်အမှုဒီဆွဲမယ်နော်ဒီပါလို့ရှိရင်အရင်ဆုံးဒီဟာလေးတစ်ချက်ဆွဲလိုက်မယ်လာဟိုက်အဲ့ဒါပြီးရင်ဒီဟာကိုဆွဲမယ်တစ်ချက်နှစ်ချက်သုံးချက်ထိဆွဲပါမယ်အဲ့တော့မူခရှိနဲ့ဆင်နေဆိုပေမဲ့ဒီလိုကြီးမဖြတ်သွားအောင်เนาะအဲ့လိုကြီးမပါဘဲနဲ့တခါတည်းထိတယ်လေလားသွားထိတယ်เนาะသွားပြီးတော့ထိတယ်เนาะအဲ့ဒါလေးခင်းဆက်ပါအဲ့ဒါပြီးတစ်ချက်ပြီးမှဒီလိုလေးကိုလိုက်ဒီလိုလာပြီးမှဒီလိုเนาะတော့အုံးရမီပဲသုံးပါတယ်เนาะခွင်းရမီတကယ်တော့ရှိတယ်သိလားဒါပေမဲ့လုံးဝနေပါအောင်မသုံးတာလုံးဝနေပါမသုံးတာဖြစ်တဲ့အတွက်အဲ့လောက်ကြီးမှတ်စရာမလိုပါဘူးဒါပေမဲ့သူပါပြီဆိုလို့ရှိရင်စိတ်ထားကောင်းတာစိတ်ဘယ်လိုရှင်းပြရအောင်မလဲစိတ်ထားကောင်းပြီးတော့ယားလုံးလက်သင့်ခံပေးနိုင်တဲ့လိုခန်းကြီးမျိုးပေါ့နော်ကောင်းမွန်သောခန်းကြီးကျမမှာခစ်ရှိရသေးလားသူပါဘူးတဲ့ခစ်ရှိရဘာလဲဟဲဝါတို့ကုဆိုတဲ့ဝါတို့ဘာလို့အဲ့လိုခစ်လိုမျိုးပဲသူဟာသူခစ်ရှိဘူးတဲ့ဘာလဲချောကန်းဆိုရရှိရအရှိကနာဂိုက်ခန်းကြီးနဲ့ပေါင်းရင်
ချောကန်းဆိုပြီးအရင်တော့ကချောကန်းနန်းနီနန်းနီနန်းဆိုပြီးတော်တော်ကြာပြီတော်တော်ကြီးကြာပါပြီနော်အဲ့လိုရှိခဲ့ဘူးလေ1163ခုနှစ်ပါဟဲ့ဆက်ကြည့်မယ်အဲ့တော့အွန်ဝါနဲ့ခန်းရောကိုအရင်ဆုံးခုနကလိုပဲနည်းနည်းလေးဟွာကြည့်လိုက်ရအောင်အွန်ဝါကကြတော့ရောစုကိုပြောတာအခြေအနေကိုပြောတာဟုတ်ပြီလား तू ကခန်းကြီးကိုကြည့်လိုက်ဝါကဟေးဝါကဝဟုတ်ဟေးဝါကဝနော်ငိမ့်ချမ်းကြီးငိမ့်ချမ်းနေတတ်တဲ့သူမျိုးငိမ့်ချမ်းနေတတ်တဲ့ဟီတိုကလားရန်နေပါလည်းမဖြစ်တတ်ဘူးအေးစစ်စစ်ပဲနော်အာရဆိုးကြီးကိုခိုနိုးမနိုင်လို့ပြောလို့ရတယ်ဟုတ်ပြီလားရန်ဖြစ်တာတွေဘာလို့ तू တိတ်မကြိုက်ဘူးအေးစစ်စစ်ပဲနေကြတယ်အဲ့တော့ဝခန်းကြီးကိုအဓိကမှတ်ပြီးတော့တေချာလေးလို့မှတ်သွားလိုက်ဒါမယ်နော်ဟေးဝါကဝအဲ့တော့ तू ကြက်လေအဲ့လိုလေးကိုကတွေးပြီးကြက်သွားငိမ့်ချမ်းတာကို तू ကြိုက်တယ်ငိမ့်ချမ်းနေတယ်ရန်မဖြစ်ဘူးအေးဆေးနေတာဒါမျိုးတော့ဒါမယ်နော်အဲ့တော့ခန်းယောနာကြတော့တာနင်းတို့ဤကန်နေပါလေကိုဥခဲဤတဲ့သူဟီတိုပြောသူများရဲ့အမြင်နေပါလေဥခဲဤတဲ့လောက်တယ်စိတ်ထားပြည့်စိတ်ထားကျဲတယ်လို့လည်းပြောလို့ရဘယ်လိုရှင်းပြစိတ်ထားအဲ့ဘယ်လိုပြောမြန်မာအတုံးရှိရလေဒီမှာစိတ်ထားဘယ်လိုဖြစ်တယ်နူးနူးမြန်မာအတုံးကျဲကွယ်အဲ့လိုပါဒီလားဒီသူရှိရလေငါးဒီတာအမှန်တို့ပါလို့လေ तू ကအဲ့လိုမဟုတ်ဘူးပါသူများရဲ့အမြင်သူများရဲ့ပြုမှုတွေကိုယ်နဲ့ကွဲပြားနေတယ်ဆိုလေလက်ခံပေးတယ်စိတ်သဘောထားကြီးတဲ့သူနော်စိတ်သဘောထားကြီးတဲ့သူမျိုးရပြီလားမလီမြန်မာလိုပြောอ่ะစိတ်သဘောထားကြီးတဲ့သူမျိုးကိုကိုတို့ကဟီးရိုးကြီးဖြစ်တာဟုတ်လားကိုကိုတို့ကဟီးရိုးအဲ့ဒီခန်းရဲ့အတိတ်ပဲအဲ့ခန်းအဲ့အတိတ်ပဲဒီလားနောက်ကရောကတော့နိုင်ရောကရောဆိုမင်းနဲ့ဆိုမသိလာဘူးဆိုပေမဲ့အဲ့ဒီခန်းရဲ့အတိတ်ပဲအဲ့လိုမျိုးအတိတ်ပဲသူဒီစိတ်သဘောထားကြီးတယ်သူများကကိုယ်နဲ့ကွဲနေလေလက်ခံနေအေးဆေးဥခဲတိုးတူလုပ်တဲ့သူမျိုးရမယ်နော်အဲ့ဒါကိုပြောတာပါရမယ်နော်အဲ့တော့အုံးဝဒီလက်မခံပေးနိုင်ရင်တော့မှပဲရံမပြစ်ချင်လို့ဟုတ်တယ်ဟဲဝအတိုင်းပဲနေမယ်ဒါမျိုးဖြစ်ပြီးတော့ဟန်ရောဒီဟုတ်တယ်နင်ပြောရလဲမှန်နေဆိုလက်ခံတာမျိုးပြောမတူဘူးနော်ရမယ်နော်အဲ့တော့ဖြစ်နိုင်ရင်တော့ဂျပန်တူဂျပန်မှတ်ရအောင်လို့ကွဲတာလေးတွေဆိုရင်ရမလားဟုတ်ပြီလားနော်ခက်ရမှတ်ရနည်းနည်းလေးခက်တာဖြစ်တယ်အကြည့်မယ်ခန်းကျော်နာဒါတော့တည်ပါတယ်စင်စီတို့တွေနှိမ့်ချစိတ်ကိုစိတ်နှိမ့်ချစိတ်ထားနှိမ့်ချတာကိုသုံးတာပါသူမြောက်သွားပြီးနှိမ့်တာပြမဟုတ်ဘူးနော်အမေတို့ဖေတို့ရေပောက်ကဲမမတ်နေအောင်နော်နှိမ့်ချတတ်တာဂျပန်နေလေးတဲ့မှာသူတို့နှိမ့်ချတတ်တယ်တဲ့အဲ့ဒါနှိမ့်ချတတ်တာနော်သူတို့ရေခန်းကျော်တော့ခန်းကျော်နာဘယ်လိုဟီတိုကလာလေဂျပန်နေကယုံပေးရတာပါပဲရမလားအဲ့တော့အလေးရမယ်ထင်ပါတယ်ခန်းကျော်ကတော့ဆွဲကျင်လားဆွဲပြမှာဆွဲပြမယ်ကြည့်မယ်ဆရာမဖြစ်နေပြီဆိုဆွဲပြရတော့မှာပေါ့ဒီလိုဆိုအီယူဆွဲရွှီဆွဲလိုက်အဲ့ဒီနောက်ကတူဆွဲမယ်မှလည်းစစ်လိုက် thank you လာပြီနော်ဆွဲပြီနော်တစ်ချက်နှစ်ချက်သုံးချက်ဒီထိတည်တယ်အဲ့ဒါမလားဒီတည်နော်အဝမ်းခံကြီးဒီလားအဲ့ဒါကြီးကပြီးရင်တစ်ချက်အဲ့လိုလေးမှရက်မယ်ပြီးမှအဲ့လိုဖြတ်မယ်အဲ့ဒါရွေးမဖြတ်ဘူးအဲ့တစ်ချက်ဖြတ်ပြီးဒီလိုမှဒီလိုတစ်ချက်ထည့်ရက်မြင်ရတာကလေးတော့လိုက်ဆွဲနော်အပြီးရင်အလဲကနေဒီလိုရွှီဆိုအလဲဖြတ်သွားအလဲနှစ်ချောင်းဖြတ်တာတစ်ချောင်းနဲ့မဟုတ်အဲ့ဒါအဲ့ခန်းကြီးရရှုပ်နေဒီလားအလဲကနေအဲ့လိုကြီးနှစ်ချောင်းကောက်ဖြတ်လိုက်တဲ့ဟာရှားတော့အပင်ပေးရနေအတောင်မလေးတွေတော့ရွှီပြီးတကယ်တော့ဆွဲတာတိတ်မလှမပဖြစ်နေမင်းကတော့လှအောင်ဆွဲဆွဲမယ်အီယူဆွဲမယ်ရွှီအီယူဒီတစ်ချက်နှစ်ချက်အမြန်လေးဆွဲမယ်နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ဆိုဖြတ်မယ်ဒီတစ်ချက်မှာပိတ်မယ်ပြီးအပေါ်ကနေထိပါမယ်ပြီးတော့ဒီလိုလာပြီးတော့မှဒီလိုရမယ်နော်အဲ့ခန်းကြီးမြင်ဘူးလားအာဖိုက်တော့တင်ဘူးလေခန်းကျော်ကောလေခန်းကျော်ကောလို့ဆုံးခေကောလို့သိရမလားအဲ့ခန်းကျော်ကောရဲ့ခန်းနော်အဲ့ခန်းကျော်ကောသူပိုင်နှိမ့်ချပြီလို့ကမှတ်လိုက်နှိမ့်ချအဲ့လိုနှိမ့်ချလိုမျိုးဟာမျိုးတော့နောက်ကခန်းကြီးကြီးအောင်နောက်ကခန်းကြီးကကြတော့မူနာရှိသိလားမူနာရှိဆိုကြားဘူးလားနောက်မှပြောပြမယ်နေအောင်ရင်ဆွဲအောင်နော်ရင်ဆွဲအောင်တစ်ချက်နှစ်ချက်ပြီးမှဒီလိုလေးလာမယ်ပြီးဒီလိုလာဒါအထိတော့သိမှာပါဥဆိုနည်းနည်းဆင်တယ်သူကသူလည်းအဝမ်းခန်းကြီးပဲကလေးတို့ရေမှတ်ဖြစ်မယ်ပြီးရင်ခုနှစ်လေနာနဲ့ဆင်တဲ့ဟာလေးဆို
အဲ့ဒါပြီးရင်ဒီလိုလေးလာမယ်ပြီးရင်ဒီလိုလေးဒီလိုလေးဒီလိုလေးနာရာဘူးရဲ့အောက်ပိုင်းလေးလေအားလေးဆိုthank you အဲ့တော့မူနာရှိဤဆိုပြီးစမ်းစီခုနကပြောလိုက်တယ်ပေါ့နော်မူနာရှိရတိစေခြင်းနဲ့မှတ်မယ်သိလားမူနာရှိနောက်တင်ပါလာလိမ့်မယ်လို့ထင်တာပဲဒါပေမဲ့အဲ့လိုခိုင်းဝမှာတုံးလို့နောက်မှာတော့ပါလာမယ်တော့စမ်းစီတော့ထင်တယ်သိလားဒါပေမဲ့ဘူးရမှတ်ခြင်းလည်းမှတ်လိုက်အောင်ဟုတ်ပြီလားမူနာရှိရလေသူကလေအိတ်ခမ်းကြီးကဘာနဲ့ဆိုတော့ဒီဆိုးရာနဲ့ဆင်းတယ်ဒီဆိုးရာကမင်းတို့ရင်မှတ်ဘူးလားအခုဆိုပြီးတော့လေဘာမှမရှိရဲ့ဗလာဆိုပြီးမှတ်ဘူးလေဟုတ်တယ်မလားဒီဆိုးရာခမ်းကြီးကလေလွတ်နေတယ်တို့ဗလာတို့လေသူနဲ့သူနဲ့ကဆင်နေအတိတ်ပဲနော်အဲ့တော့မူနာရှိလို့ပါတယ်မူနာရှိဆိုတာဗလာဘာအတိတ်ပဲမှမရှိဗလာကြီးဒါမျိုးမူနာရှိခြင်းစေလို့တော့နော်မူနာရှိခြင်းစေလို့도리어구가 무나시크났다 맞다쿠 무나시အဲ့လိုတော့စူးစမ်းတာတွေအလကားပဲဟေးဗလာတွေဖြစ်ကုန်ပြီအဲ့လိုတော့ရန် depress ဖြစ်ဖို့ကောင်းတဲ့ခံကြီးနော်ဒါပေမဲ့လည်းမှတ်ရမှာမတတ်နိုင်ဂျပန်နေရန်သုံးလို့မူနာရှိဆိုပြီးသုံးတယ်ဒီလားနော်မူနာရှိ도리어구무나시크 시대와 다음에အဲ့လိုမျိုးတွေပြောရပါဒီလားကိုစူးစမ်းတာတွေအလကားဖြစ်အောင်လုပ်နေလေဗလာကြီးဖြစ်အောင်လုပ်နေလေအဲ့လိုတော့ပြီးရင်နောက်တစ်ခုဒီလိုသုံးလို့လည်းရတယ်ဟီဘီယိုမူနာရှိကုစကိုစုအဲ့လိုသုံးတယ်ဘဝကြီးကိုဗလာကြီးဖြတ်တန်းဒိဗယ်မရှိဖြတ်တန်းတင်းတင်းနေအဲ့လိုဒီလိုပဲပြီးသွားတာဒါမျိုးရမလားညစိန်တိုင်းမှာပြောစရာကောင်းတဲ့စကားတွေပြောနေရတယ်ဟဲ့အဲ့တော့ဆက်ကြည့်မယ်ခိဆာကုနာနယ်တန်းရှင်းလေးပြန်တက်ကြမယ်နော်ခိဆာကုနာကကြတော့စပါရီဆိုတာနဲ့တူတယ်စပါရီသိတယ်မလားအဲ့တူးမှာစပါရီပါလာတယ်ဟုတ်အရသာမှလည်းသုံးတယ်ပေါ့ပေါ့ပါပါနဲ့အရင်ဘူးမွေးလင်းလင်းရှင်းရှင်းလင်းပြောချပလိုက်တယ်လူမျိုးဒါမျိုးကစပိုက်လို့တော့တူတူပဲခိဆာကုနာလို့မှနော်ဂျပန်လူဂျပန်မှတ်တော့နှစ်ခုလုံးရတယ်မရဘူးစမ်းစီတမျိုးတော့လေဘယ်လိုမှမမှတ်နိုင်တော့ပါဆိုတော့မြန်မာလိုပြောမယ်နော်ပေါ့ပေါ့ပါပါရှိရဲပေါ့ပေါ့ပါပါနဲ့တော်တော်လက်လက်နေရလိုမျိုးခိဆာကုနာပြောတယ်ဥမာပြောတော့ပါတော့ဟဲ့ထိုင်ကုန်မရှိဘူးထိုင်စရာလည်းမရှိဘူးဘယ်လိုလုပ်ကြမလို့ရတယ်ဘာမှမဖြစ်ကျမ်းပြမှာထိုင်လိုက်မယ်လိုမျိုးပေါ့ပေါ့ပါပါပဲနေရလိုမျိုးသိရမလားဘလိုရိုင်းထားကြီးမရှိဘူးကွာသိလားဘာမှမဖြစ်ကျမ်းပြမှာထိုင်လိုက်မယ်ဟဲ့တူမရှိဘူးဘာဖြစ်လဲလက်နဲ့စားလိုက်မယ်အဲ့လိုလိုမျိုးခိဆာကုနာပေါ့ပေါ့ပါပါနဲ့ကိုလို့ဆရာရှိရကိုလို့ဒါမျိုးခိဆာကုနာဟိရမလားကဲနံပါတ်2ဆက်ကြည့်人柄ににじみが出る。にじみが出る。にじみが出るမဟုတ်ပါဘူးにじみ出るဟုတ်ပြီနော်人柄စင်တို့ကုနာတည်ပြီးသားအချင်းဆိုင်မှာにじみ出るဆိုတာလေမင်းသားဆိုင်ဘယ်လိုပြောရမလဲဆိုတော့ဒီဘယ်လိုရှင်းရအောင်လဲသူ့ရဲ့ဒီနားလေကျမစာဥပမာစာကြောင်းနဲ့ရှင်းပြမယ်ဥပမာစာကြောင်းမှတ်にじみだစိတ်ထွက်လာတယ်လို့ပြောသိလားညီကြီးမိသားစုရဲ့လေအဓိကအတိတ်ပဲလေညီကြီးမိသားစုကလေစိတ်ထွက်လာတယ်လို့ပြောဒါမဲ့တော့ဘယ်လိုလဲဆိုတော့ခံစားချက်တွေဒီနေရာမှာဟီတိုကားရမဟုတ်ပဲねအရင်ဆုံးဟီတိုကားရနဲ့ရှင်းရင်နည်းနည်းခတ်တော့ခန်းကြောနဲ့ရင်ရှင်းမယ်ဒီနေရာမှာခီမိုချီကိုသုံးလို့ရတယ်ခန်းကြောနဲ့သုံးရခန်းကြောသိမလားခန်းကြောကညီကြီးမိတဲ့လူဆိုရင်အာရဝတဲ့လူနဲ့အတိတ်ပဲတူတူပဲအဲကြောင့်တော့နှစ်မျိုးလုံးပေးထားတာစိတ်ခံစားချက်တွေကစိတ်ထွက်လာဘယ်လိုပဲကိုဘာမှမဖြစ်တယ်လို့နေပါစေကိုစိတ်ထဲမှာခံစားလိုက်ရတယ်ဒါမျိုးအဲ့လိုခန်းကြောကညီကြီးမိတဲ့လူလို့သုံးလို့ရတယ်ဟုတ်ပြီနော်ခံကြောကညီကြီးမိတဲ့လူဆိုပြီးတုံးတယ်ဟီတိုကားကညီကြီးမိတဲ့လူဆိုရင်တော့ तू ကသူ့ရဲ့ဇယိုက်ကပေါ်လာတာကိုပြောချင်တာမြန်မာမှာဆိုဟုတ်ပြီလားဇယိုက်ပေါ်လာဆိုတာကောင်းတာလည်းဖြစ်ကောင်းဖြစ်နေတယ်မကောင်းတာလည်းဖြစ်ကောင်းဖြစ်နေတယ်ကောအဲ့လိုမျိုးဟိုမကောင်းနိုင်ဘူးပြောချင်တာလည်းမဟုတ်ဥပမာပြဆိုထားပါတော့ဒီပေါ့တက်ကြွပဲနေတတ်တယ်လို့ထင်ထားတဲ့ကိုယ်တငယ်ချင်းကသူလည်းတခုခုစာမွေးတွေပါတခုဖြစ်သွားတာတော့ပေါ့လေအချိန်မှာသူအရန် depress ဖြစ်သွားအရန်စိတ်ဆင်းရဲပြီးအရန်ဆောက်တရားများဖြစ်တာအဲ့တော့သူ့ရဲ့ဟီတိုကားကညီကြီးမိတဲ့လူဖြစ်လာကွာသူ့ရဲ့တကယ်သူအရှိမလာလို့ဂန်ကြီးဖြစ်ချင်အောင်ဆောင်ပြနောက်ကြတော့သူဒီလိုကြီးဖြစ်သွားတာရဲ့ဖတ်လာမြင်လိုက်ရဒါမျိုးဟီတိုကားကညီကြီးမိတဲ့လူလို့တော့ဒါမယ်နော်ဟိုလိုမကောင်းတာကြီးမကောင်းတဲ့ချက်ကြီးပေါ်လာတယ်အဲ့လိုမျိုးကြီးတုံးတာတော့လည်းမဟုတ်ဘူးလို့ပြောချင်တယ်ဟုတ်ပြီလားဒါပေမဲ့ဟိုလိုစကားတွေမှာတုံးတယ်ဟီတိုကားကနေကြီးမိတဲ့တာလို့တုံးလို့ရှိရင်စကားတွေမှာတော့မကောင်းတဲ့နေရာတွေတုံးတာများတယ်ကွာနောက်ဆုံးတော့မကောင်းတဲ့ချက်ကြီးကပေါ်လာတာပဲလို့ပါအဲ့လိုနေရာတွေမှာတုံးတယ်ဒါပေမဲ့ကိုကတော့ပြင်လောကမှာတော့ဒီကောင်းတာတွေလည်းတုံးရတယ်လို့တော့မှတ်ထားပါရမယ်နော်အဲ့တော့ဆက်ကြည့်မယ်နနီနဲ့နီခုတ်ဆေရရောဗာလဲသိလား
ခုတ်ဆဲရပါလို့တဲ့ဘာလို့ထင်လဲဘာလို့ထင်လဲမြန်မာလူကမကွာဘူးကွယ်ဒါမှရှင်းပြမယ်ကွာဒီဟုတ်စိတ်ကခွက်ကြတော့ဒီမွေးကလေးကပါလာတဲ့အရာမျိုး personality ကိုပြောတာဖြစ်ပြီးတော့ဒီခုနဟိုဟာဟီတိုကာရာကြတော့ character ကိုပြောတာလူတယောက်ရဲ့ character ကိုပြောတာကွာဒီခိုးဆေးအရာကြတော့လူတယောက်ရဲ့ပါလာတဲ့ဒီသူတယောက်တည်းရဲ့ပင်ကိုပုံစံပင်ကိုအမှုအရာကိုပြောချင်တာရမလားခိုးဆေးတခုရှိတာမျိုးဒါမင်းဆန်တို့အားလုံးကွဲတယ်ကွာဒါကွဲမှာပဲလူဆိုတာတယောက်တယောက်ချင်းစီမှာတယောက်တကားတာမတူဘူးလူဆိုတာဟုတ်တယ်မလားတယောက်ခန်းကားရေးဆိုတာလည်းမတူအဲ့လိုဟာမျိုးခုတ်ဆဲလို့သုံးတယ်သူတယောက်မှာပဲရှိရမျိုးအဲ့လိုမျိုးဥပမာပြဆိုထားပါတော့ဒီပေါ့နော်လူချင်းများကောင်းမလားမသိအစားကြောင်းတစ်ချက်ကြည့်လိုက်အဲ့တော့ခုနလိုပြောရင်ဒါက character ဒါကကြတော့ personality ကိုပြောတာဒါကကြတော့ character ကိုပြောတာဒီခုတ်ဆဲရကြတော့ distinct ဟိုဖြစ်တာကိုသုံးတာ distinct characteristic ကိုသုံးဟုတ်ပြီနော်သူများနဲ့မတူဘဲနဲ့သူတယောက်ထဲမှာပဲရှိရသူရဲ့ခုတ်ဆဲကြီးလေးကိုပြောနော်အဲ့တော့နည်းနည်းနီခုတ်ဆဲကြီးဆိုပြီးသုံးလို့ရပါတယ်နည်းနည်းနီခုတ်ဆဲကြီးဆိုရင် unique ခုနခုတ်ဆဲကြီးဆို unique ဖြစ်တာသူများနဲ့မတူဘူး unique တခုတခုနဲ့တူတူပဲအဓိပ္ပာယ်တူတူပဲနော်ဘာမှမကွာ unique ဖြစ်တယ် unique ခုနအဲ့မှာ unique ကလေအင်ကြီးတွေပိုင်းမှာလည်းသုံးတယ်နော်တခုတခုနာအင်ကြီးပိုင်းမှာသိမ့်မလို့ဒါမဲ့အရာဓာတ်ပိုင်းမှာသုံးတယ်တခုတခုကလေတခုတခုနာအာကြီးတို့တခုတခုနာနီယိုကြီးတို့အဲ့လိုမျိုးသုံးတယ်သူများနဲ့မတူသူတယောက်တည်းမှာပဲရှိတယ်အနံ့မျိုးတို့ပါအဲ့လိုမျိုးသုံးနော်ဟဲ့အဲ့တော့ဆက်ကြည့်မယ်အဲ့တော့တခုတခုဒီအဲ့လူစီမှာပဲရှိတာဘသူစီမှာမှမရှိတဲ့လူမျိုးကိုတခုတခုလို့သုံးပါတယ်ဟဲ့အဲ့တော့ဒါလေးဆက်ကြည့်မယ်နောက်တစ်ခု curious နာတခုတခုဆွဲတတ်ပါရဲ့နော်ကလေးတို့ curious ကလေးစစ်တီတော့ဆွဲပြမယ် cure တော့ဆွဲတတ်မယ် curious မှတ်မှဖြစ်မယ်သလားမှတ်မှဖြစ်မယ်မှတ်မှဖြစ်တာအတိတ်ပဲပြောမှာခန်းကြီး curious ကလေးစစ်ကမေးလို့ညုံဆုံးကြည့်အောင်ညုံဆုံးဒီလဲစစ်တီတော့သိမှာပါမင်းသားဆိုတော့ဒီလဲစစ်မြင်မှုတယ်မလားအဲ့တော့အောက်ကမီးလေးချောင်းထည့်လိုက်တယ်လို့မှတ်လားလွယ်လေးနော်အတန်တော့လည်းတူတူပဲလဲစစ်ပဲတူဟာခေးရှိသီလားဟာခေးရှိအဲ့ဟာခေးရှိကခန်းကြီးက2မျိုးလားမသိဘူးရှိတယ်ဒီကတစ်မျိုးပါတယ်ဟာခေးရှိနော်ပြင်းထန်တာကြမ်းတမ်းတာတော့လူတွေမှာသုံးကြမ်းတမ်းအဲ့တော့ဒီခိုးဆဲအိမ်မှာသုံးတဲ့ခန်းကြီးတွေအကုန်လုံးဒီလူကိုပဲသုံးတာမဟုတ်ဘူးเนาะဒီမှာပါလာတဲ့ဟာတွေအကုန်လုံးကလူပဲသုံးတာမဟုတ်ဘူးပစ္စည်းမှာသုံးရတဲ့ unique ခုဆိုလဲဝစ်စားရေးပိုင်းမှာသုံးတယ်ဒုက္ခုဆိုလို့ရှိရင်လည်းခုနကလိုအရာတာတို့အနံ့တို့မှာသုံးတယ်ဖြောရဲစုတီလည်းလို့ပဲသုံးပါတယ်ဖြောရဲစုကကြတော့ပြင်းတာကိုသုံးတာပြင်းတယ်ဆိုဟိုရိုက်ရှိပြင်းเนาะမင်းကပြင်းထန်နေပြင်းတာအဲ့လိုပြင်းတာကိုသုံးတာဇကားတွေဝတ္ထုတွေဟိုလိုမျိုးဒီမန်ဂါတွေမှာသုံးတာကျော်တဲ့စွနာဖန့်ချီဆိုပြီးသုံးဖန့်ချီဆိုပြီးဒါဟိုဖန့်နော်ဖန့်ချီဆိုတာမျက်နှာကိုထိုးတာကိုပြောကျော်တဲ့စွနာဖန့်ချီလက်သီးနဲ့လို့ထိုးတာကိုပြောနော်အဲ့တော့ကျော်တဲ့စွနာဖန့်ချီလို့ပြောရင်ခပ်ပြင်းပြင်းထိုးချလိုက်တာနောင်နှာရိုးပိုင်ကျိုးအောင်ထိုးတာအဲ့မျိုးကျော်တဲ့စွနာဖန့်ချီလို့မပြင်းနေအောင်နော်စောစောလုပ်ပေးမယ်တက်ကြွနေလိုပဲပြောရတာပဲရမလားအဲ့တော့ curious ဆိုတည်လဲလို့ပဲခုနကလိုပြင်းပြင်းထန်ထန်ပေါ့အဲ့တော့လူတယောက်နဲ့ပြောလို့ရှိရင်ကြတော့သူအမြင်နေပါလေဆိုလဲပြင်းပြင်းထန်ထန်ပြောတတ်တယ်သူနာဆိုရင်ပြင်းပြင်းထန်ထန်လုပ်တတ်တဲ့အကျင့်ရှိရပေါ့ဒါမျိုးဆို curious နာဟီတိုတွေပါလေသုံးတာပေါ့နော်ဒါပေမဲ့အများအဖြစ်ကပစ္စည်းသုံးတယ်ဟုတ်ပြီလားခုနဥစားခေးက curious နာနီယိုကအားတို့ဒါကတာ normal နာလို့သုံးရဒါဆိုရင်ဒီအရက်ကလေးနည်းနည်းပြင်းနေပေါ့နော်ပြင်းပြင်းထန်ထန်အနံ့ကြီးရှိတယ်တမျိုးပဲနောက်အနံ့ကြီးကတမျိုးပြင်းတာပေါ့နော်မဆလာတို့ပါတော့အနံ့ပြင်းသုံးတယ်လေအနံ့ပြင်းနေအဲ့လိုအပြင်းအဲ့လိုမျိုးသုံးလို့ရတယ်ဒီမှာလည်းလို့သွားသုံးလို့ရတယ်သိလားမဆလာအနံ့ပြင်းတာတို့ပါအဲ့လိုမျိုးသုံးလို့ရနော်အဲ့လိုမျိုးဒီကျော်ရဲစနနီယိုယာရုခါရနိုမေနိုင်ですအဲ့လိုသုံးကြမလားနောက်တစ်ခုကထပ်မှတ်ရအောင်ကျော်ရဲစနကျောမီဆိုပြီးတော့လေစိတ်ဝင်စားတဲ့ကျောမီနဲ့သုံးတယ်ကျော်ရဲစနကျောမီအဲ့ဆိုရင်ဘာမဆိုစိတ်ဝင်စားတာမျိုးစိတ်ဝင်စားရဆိုတာလေယူအပေါ်ရန်စိတ်ဝင်စားတာမဟုတ်ဘူးအဲ့လိုနင်းစိတ်ဝင်စားတာကျော်ရဲစနဟုတ်ပြီနော်
결에서나 겸이. 아, 소위 음악 좀 따봐라. 와다시와 말래 바레보르니 결에서나 겸이 못돼 이러더니 정말 볼리볼마 아얀 생윈사 아시안 빈빈탄한 생윈사 ပွဲတွေလိုက်ကြည့်ပွဲတွေလိုက်အားပေးဟုတ်ပြီလားကိုယ်တိုင်လည်းဝင်ကန်ပေါ့နော်အဲ့လိုမျိုးတွေဒီစိတ်ဝင်စားတယ်ပေါ့ဒါမျိုးသုံးညရမလားအဲ့တော့ဘာနေနေခေါ်တဲ့စုကိုပြည့်မှတ်ပြီးဆိုရင်ပြင်းပြင်းထန်ထန်လို့မှတ်နော်តែရာသီဥတုလည်းသုံးတယ်သလားပြောရင်မပြီးတော့ဘူးဒါပေမဲ့မှတ်တော့မင်းသားဆိုင်နော်မပြန်တော့တတ်နိုင်စံသိပစကထွက်တော့မှတ်တော့ခေါ်တဲ့စနာအဆဆပူတဲ့နေရာမှာပဲသုံးတာတော့ပြင်းနေဆိုတော့အေးလေးနေမှာသွားသုံးလို့အရန်စပြည့်ဒါပေမဲ့အေးလေးနေရာသုံးရင်လည်းရမယ်တော့ထင်တော့ထင်မိမယ်အများဖြစ်ကသုံးတာအဆဆလို့သုံးခေါ်တဲ့စနာအဆဆတော်တော်ပြင်းနဲ့တော်တော်ပြင်းပူတာပါအသားကြီးတော့လောင်တော့မလို့ပူတာတော့ပါလို့ဆိုရင်လေခေါ်တဲ့စနာအဆဆလို့သုံးရမလားရမယ်နော်ဟုတ်ပြီဆက်ကြည့်ခိုစေကဆိုပြီးတော့သုံးတာပြတော့နောက်မှလိုက်မှာ buff တွေပါဟုတ်ပြီလားအဲ့ဒါကြည့်အောင်အာရဝါတွေတူတဲ့တူတူပဲပေါ်လာတာကိုယ့်ရဲ့ပင်ကိုယ့်ရဲ့ဒီပင်ကိုပုံစံလေးကပေါ်လာတယ်ကိုတယောက်တည်းပဲရှိရဲ့ပုံစံလေးကပေါ်လာကိုယ့်ရဲ့ခိုစေလေးကပေါ်လာတာရမလားနောက်တစ်ခါမင်းတို့မြင်ဘူးမယ်ခန်းကြီးထဲမှာအခန်းကြီးမှာ grammar ထဲမှာပါဘူးလေစာရီဆိုပြီးတော့သုံးတယ်လေစာရီဆိုပြီးတော့နည်းနည်းစာရီဆိုပြီးတော့ဟုတ်တယ်မလားအဲ့စာရီခန်းကြီးဒီမှာဖတ်သွားတာ keyword တွေ့လား keyword ဒါဆိုဖတ်သွားနော်ဒီစာရီခန်းကြီးကိုဖတ်သွားတာ keyword ဒါဆိုဖတ်သွားတာပါဒါစမဟုတ်ဘူးနော်ဒါစ keyword ဒါစ keyword ဒါဆိုကပေါ်လွင်နေတာပေါ်လွင်နေတာတော့တုံးနေနိလားရုပ်ရည်ရပေါ်လွင်တာလေတုံးနေအဲ့လိုမျိုးဒီအားကစားသမားကလေကန်နာကသူများနဲ့မတူပေါ်လွင်နေရပဲဒီလိုမှလည်းတုံးနေပေါ်လွင်နေထင်းနေနော်မြန်မာလည်းဆိုထင်းနေရလို့အရင်တုံးနေအဲ့ထင်းနေရခါနူကျော်ကဂျိုယူနောနာကလည်းမို့ခီဝါသတ်ဂျိုယူတာအဲ့လိုမျိုးတုံးရင်ကမလေးကမင်းသမီးထဲမှာတော့မှာပဲလေထင်းနေတယ်မင်းသမီးမျက်နှာလေးကြည့်လိုက်တာနဲ့ပေါ်နေရပဲထင်းနေရပဲလှနေအဲ့မျိုးတုံးရမလားခီဝါသတ်နော်ခီဝါသတ်စွန်းဆိုင်လို့တုံးရင်လည်းအဲ့လိုပဲပေါ်လွင်နေတယ်ဟိုဟာပေါ့အကျင့်စရိုက်ပေါ့အဲ့လိုမျိုးတုံးဒါပေမဲ့ဒီမှာတော့တုံးသွားလာကြတော့ခုတ်စေကခီဝါသတ်ဆိုရင်သူ့ရဲ့ပင်ကိုလက္ခဏာလေးသူသူများနဲ့မတူတဲ့အချက်ကလေးကပေါ်နေတာသူ့ကိုကြည့်လိုက်တာနဲ့ဒါမျိုးတုံးခီဝါသတ်မေဒါဆုနဲ့တူတူပဲနော်မေဒါဆုကလည်းမျက်လုံးထဲမှာထင်းနေမျက်လုံးထဲမှာတိတာတာမြင်နေရတာမျိုးမေဒါဆုလို့တော့ဒါပေမဲ့မေဒါဆုလို့သုံးရင်ကြတော့လေအယောင်နေပါဒီမှာလဲသုံးတယ်အယောင်ဥမာပြထားပါတော့စမ်းစီကအနီရောင်ဝတ်ထားတယ်အကုန်လုံးကအနက်ဝတ်ထားတာစမ်းစီကြောက်တယ်ပေါ်နေရစမ်းစီလှလို့ပေါ်တာမဟုတ်ဘူးအယောင်တောင်ပေါ်နေဒါမျိုးတွေမှာလဲသုံးတယ်မေဒါဆုဖြစ်ကောင်းသောအီမီလဲသုံးတယ်မကောင်းသောအီမီလဲပြောတာသိလားဟိုအကုန်လုံးကဒီရန်အေးတော့အကုန်လုံးကကုတ်အင်ကြီးအထူးကြီးလိုက်ချင်မှာတော့လက်ပြက်ကလေးနဲ့လာဒါဆိုမေဒါဆုဖြစ်ဒါပေမဲ့ဟိုလိုဝေဖန်တာမျိုးသုံးသပ်တာမျိုးမျိုးမျက်လုံးထဲမှာထင်းနေမြင်တာနာဒါမျိုးကမေဒါဆုကခီဝါဒဆုကမြန်ဖြစ်ကောင်းသောနေရာတွေမှာသုံးတာရုပ်ရည်အားဖြင့်သူများထက်ထင်းတာသူများထက်တာတာအစွမ်းပေါ့နော်ကိုယ့်ရဲ့ scale ပေါ့နော် volleyball scale ကိုယ့်ရဲ့ basketball scale ကသူများထက်တာတာသူများထက်စွမ်းတာသူများထက်တာတာဒါမျိုးတွေကိုခီဝါဒဆုလို့ပြောတယ်နော်ဟုတ်ပြီအတန်းထဲမှာတော့သူကထင်းနေရလို့ပြောရုပ်ရည်ရထင်းတာလည်းဖြစ်နေတယ်စိတ်ခီရထင်းတာလည်းဖြစ်နေတယ်ဒီလားနော်ကောင်းသောနေရာမှာသုံးတာသူကကြဒါမယ်နော်မေဒါဆုလို့ပြောရင်မဟုတ်ဘူးမျက်လုံးထဲမှာထင်းနေရဥမာပဲသပင်းနေပါဖြူအောင်ဆိုတော့လို့ထင်းနေရပဲအဲ့တယောက်ကအဲ့လိုမျိုးဟာထင်းနေတယ်ညမှာတော့အဲ့တော့ရမယ်နော်ကလေးတို့โอเคအာရီနာသိမယ်ခိုဆေယိုအီကာဆူမီဂါကူအိုမွန်ဂျီရိုဟာယာဂူမှုဆိုပြီးတော့သုံးသွားပါတယ်အဲ့တော့ခိုဆေကိုရဲ့ပင်ကိုကိုပိုင်မူရဘယ်သူနဲ့မှမတူတဲ့မူရလေးကိုအီကာဆူကသုံးတယ်ပေါ့အသုံးပြုတယ်သုံးချတယ်ပို့ပြီးတော့သုံးတယ်ဒါမျိုးအီကာဆူလို့ခိုဆေယိုအီကာဆူအဲ့ဒီစကားရမ်းပြောအဲ့ကြောင့်ဆရာမလုပ်တာခိုဆေယိုအီကာဆူလို့တော့စကားတအားများစမ်းစီရလေအဲ့တော့ကိုရဲ့ခိုဆေယိုအီကာဆူလို့ပြီးတော့ပတ်စံရှာရတယ်ပေါ့နော်ခါဆေဂီတေးလို့ဒါမျိုးမီဂါကူကကျတော့ polish တိုက်တာပါဒါတီဗီသားသွားတိုက်တာ polish တိုက်တာအဲ့တော့မီဂါကူကိုမြင်ကိုတိတ်ပဲလေးနဲ့ကိုမှန်ပေါ်နေအောင်တိုက်တာအဲ့တော့ပေါ်နေအောင်တိုက်တာဖြစ်တဲ့ခို့ဆယ်ယိုမီဂါကူဆိုရင်ကိုမှရှိပြီးသားခို့ဆယ်ယိုပိုကောင်းအောင်ပိုစင်ပြောင်လုပ်တာမျိုးမီဂါကူလုပ်တာရမလားနော်မီဂါကူလုပ်တာပို့ပြီးတော့ပေါ်သွားပို့ပြီးထင်းသွားပို့ပြီးစင်ပြေသွားလို့လားမီဂါကူလုပ်တာရမလားကလေးတို့အိုမွန်ဂျီတို့ကလေလေးစားတယ်အလေးပေးတယ်လို့သုံးနော်အိုမွန်ဂျီတို့ခို့ဆယ်ယိုအိုမွန်ဂျီတို့ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ကိုယ်ပိုင်သူများနဲ့မတူတဲ့အချက်ကလေးကိုဒီအိုမွန်ဂျီတို့အလေးနဲ့ထားပြီးထားရတယ်ပေါ့နော်ဘယ်လိုမျိုးအိုမွန်ဂျီတို့လေမသိတဲ့လူကလေစတားပြပြီးမှတ်ပါအိုမွန်ဂျီတို့ buff ကိုအရင်မှတ်စေချင်တာတအားလေးသုံးလို့လေကောင်းနေ buff တွေမှာလည်းပါတယ်ပေါ့နော်
ဥမာပြဆိုရင်ဒီ私မြန်မာဆိုလို့ရှိရင်ဘုခောအုံမွန်ကြီးတို့ရှုခောအုံမွန်ကြီးတို့ခုနေလို့တုံးရစနေတို့နိုင်ငံဒီဘာသာရေးဦးစားပေးတဲ့နိုင်ငံဟုတ်တယ်မလားဗုဒ္ဓဘာသာဒီလည်းဗုဒ္ဓဘာသာဦးစားပေးတယ်ဒါခရစ်ယာန်တို့ဘာလို့ဆိုလဲသူတို့ခရစ်ယာန်ဦးစားပေးလေးထားတယ်ဗာနေ့တိုင်းဖျားရှိပို့ကြတယ်အဲ့လိုလူမျိုးတွေကအုံမွန်ကြီးတို့တွေဟုတ်ပြီနော်ကြမ်းလားပြီးသွားရင်ဂျော်စီစိုက်ခင်းတော့ဂျော်စီကဘျူကိုအုံမွန်ကြီးတို့မို့လို့ဒါဆိုရင်ခုခေတ်မိန်းကလေးတွေက trend တွေကိုအရန်ဦးစားပေးတယ်အရန်လေးထားတယ်စိတ်ထဲထည့်အမျိုးတော့ရမယ်နော်私は名誉を重んじるလို့တုံးရ名誉ကြားဘူးလား名誉ဂုဏ်သိက္ခာသိလား名誉ဂုဏ်သိက္ခာဆိုတာဂုဏ်သတင်းဂုဏ်သိက္ခာပေါ့ဒီမှာပြနာမည်ကြားလိုက်တာနဲ့ तू ဘယ်လိုလူမျိုးလဲပေါ့အဲမျိုး名誉ရောခန်းကြီးတော့ဆွဲတော့ဆွဲပဲမလားအဲ့ဘေး名誉ရှာလိုက်အောင်โอเคဒီလိုပြီးအောက်က e ကိုနော်စသဖြင့်နည်းနည်းစောင်းနေမယ်ကလေးတွေလက်နဲ့ဆွဲရတာဆိုတော့နော်ကိုကတော့လူအတဲ့လေးနည်းနည်းကြည့်ပြီးယူကြည့်လိုက်ရမလား e ကိုအပေါ်အမိုးမိုးလိုက်တာပဲ名誉ပြန်ဆွဲပြမယ်နော်ခဏစောင့်နည်းနည်းအတဲ့လေးပြန်ဆွဲ名誉မသိရလူကလည်းမှတ်ပါ名誉ကမှတ်မှရမယ်ဂုံသတင်းဂုံတွက်名誉ဥပမာစန်းစီတို့ကျောင်းမှာဆိုရင်စန်းစီတို့ပြိုင်ပွဲဝင်ပြခိုင်းတဲ့ကျောင်းကဆရာမဘာရမှာလဲလို့စန်းစီတို့ကမေးတယ်စန်းစီရှောင်းရင်းကနန်ဒစ်ကာဆိုရင်ဆရာမဘာပြောဆို名誉ですよလို့ပြောအဲ့ဒါဂုံသတင်းပေါ့နင်းစားတော်တယ်ဆိုရင်နာမည်ကြီးပါမယ်လေနင်းဂုံသတင်းပေါ့ပြောတော့မလို့ချင်မအောင်ရှောင်းရင်းမလို့ချင်နော်အဲ့ဒါကို名誉လို့ပြောရမလားဂုံသတင်းဂုံဒရက်ရန်တော်တယ်ပေါ့သူဆိုဘလို့ပေါ့သူဆိုဘလို့လူမျိုးပေါ့နော်ဂုံတိတ်ခါတော့ပါဂုံဒရက်တော်လိုမျိုးအဲ့တော့မဲယုတ်အမွန်ကြီးလို့ဆိုရင်ကျမနာမည်ကျမဂုံသတင်းကိုအရန်အလေးပေးတယ်သူမြကျန်တဲ့ဟာတွေထက်တောင်ဟိုကျန်တဲ့ဟာတွေထက်ကိုယ့်ရဲ့ဂုံတိတ်ကိုယ့်ရဲ့ဒီဂုံသတင်းပေါ့နော်နာမည်သတင်းကိုကိုယ်ဒီဦးစားပေးတယ်အလေးထားတယ်အဲ့ကြောင့်လေးလေးနက်နက်နေတယ်ပေါ့နော်အဲ့လိုမျိုးပြောတာရမလားဟုတ်ပြီအဲ့တော့နောက်မှကြည့်လိုက်ရအောင်ဆိုသားစုခန်းကြီးတလုံးမှတ်လာတဲ့ဆိုသားတဲတူကိုဘယ်လိုမှတ်သွားလဲကြည့်ရဘယ်လိုဆိုတော့ဟာဂုခုမှုလို့မှတ်သွားတယ်လားဟာဂုခုမှုလို့မှတ်သွားတယ်လားတလုံးမှတ်လာတဲ့ဆိုသားစုခန်းကြီးတွေ့လားဆိုသားစုဆိုသားတဲတူဆိုပြီးတော့မှတ်လာတဲ့ခန်းကြီးကိုဟာဂုခုမှုလို့မှတ်သွားတယ်နော်အဲ့ဒါအန်ဝမ်းပဲမိနာဆိုင်ဟုတ်ပြီလားဟာဂုခုမှုကဘယ်လိုရှင်းပြရင်ကောင်းမလဲဒီအတုံးချတာပဲအတူတူပဲဤကစုနဲ့အတူတူပဲနော်ဟာဂုခုမှုအတုံးချတာပါပဲပြုစုပြောထောင်နေလဲသုံးလို့ရပါနော်ဟာခုမှုပြုစုပြောထောင်ကိုမပင်ကိုသူများနဲ့မတူတဲ့ဒီခိုးဆေးမရှိဘူးလို့ကိုထင်တယ်ပေါ့နော်အဲ့တော့ကိုခိုးဆေးလေးကိုဖြစ်အောင်ကိုကကောင်းမှုအောင်ပြုစုပြောထောင်တယ်မိကားခုနဲ့စင်ပါနော်မိကားကတော့ရှိပြီးသားကိုပိုကောင်းအောင်လုပ်တဲ့ပုံစံဖြစ်ပြီးဟာခုကတော့ကောင်းတဲ့ဟာလေးဖြစ်လာအောင်လို့ကပြုစုပြောထောင်ရတယ်ပုံစံဆိုတော့တေးလူနဲ့အတိတ်ပဲစင်စင်ပဲဘာမှမကွာဘူးလေနော်ဒါပေမဲ့အဓိကအတန်တော့ကိုမှတ်စေချင်တယ်ဟာခုမှုလို့ဖတ်တယ်ဆိုတာမှတ်ဟုတ်ပြီနော်ဟာခုနော်ခုပြီးမှခုလာတာနော်ဟာခုမှုမဟုတ်ဟာခုမှုဟာခုမှုနော်ရမလားပြီးကနေပြီအတင်းနာနောက်ကဟာတင်းလို့ပြင်အောင်ချင်းရ6မိနစ်ကြည့်အောင်ရတော့တင်အောင်နော်ကြည့်မယ်ဟီတိုနီတာရီဆိုလို့ခံကြောခိုးတော့တဲ့လူတွေအပေါ်မှာထားတဲ့ခံစားချက်တွေပြုမှုတွေတဲ့နနီနနီဟီတိုနီအဲ့တော့ဟီတိုကဒီမှာလူလဲလိုက်လို့ရတာပေါ့နနီနနီနီနာစကုခိုယိုမုစအဲ့တော့နာစကုခန်းကြီးကိုမြင်မှုလားဘာလို့ထင်လဲအဲ့ခန်းကြီး懐かしい。ဟုတ်တယ်ဘာတွေစားပြီးအဲ့လောက်တော့လဲပြောဟုတ်တယ်နာစကုနော်တန်တော့ကလည်းတူတူပဲတွေ့လား buff အနေနဲ့သုံးလို့ရတယ်ဆိုတော့ကိုသိရရနာစကရှိခန်းကြီးနော်နာစကရှိရဲ့နာစကရှိခန်းကြီးနာစကုနော်နာစကုတွဲပြီးအဲ့လိုလေးဖြည်းဖြည်းချင်းမှတ်ပြီးတော့အတိတ်ပဲလေးကိုယူပြီးမှတ်သွားရအောင်နော်တူတူပဲလီနာစကုဆိုတာမင်းသားဆိုင်ရင်တွေ့တာအဲ့လူကိုတွေ့တာချစ်တာဒါမျိုးနာစကုလို့သုံးနာစီတက်ရှိမတာဆိုပြီးသုံးတာငါတို့ attach ဖြစ်သွားပြီဟေးငါတို့တွေ့တာသွားပြီဟေးတွေ့ညိရတာဆုံးရှုံးရပါနော်မတွေ့ညိကြပါနဲ့ဟုတ်ပြီလားဆုံးရှုံးဒီချက်ဆုံးရှုံးလို့လည်းမဖြစ်တော့ဖြစ်ကြလိုက်တာဘာပြောနေအဲ့တော့ခိုးယူမုစ်ဆန်းလေးဆိုအရန်နာစကိရစုရဲမှာတအားပါဆန်းစီကလေဆန်းစီကចောင်းသားကြီးတန်းပြီးနောက်လေလွမ်းလို့ငိုတဲ့တယ်ပါရော
ယုတ်ကြီးရတာမသိတာယုတ်ကြီးရတာယုတ်ကြီးကရင်းရင်တော်နေအဲ့တော့စနေတကယ်နေတာစနေလူကောင်ကြီးရတာကြီးတယ်ပြီးငိုနေတဲ့အချိန်လုံးအဲ့စနေကအရန်အဲ့လိုဖြစ်တတ်တယ်အများဆုံးတို့တိုင်းပြီးလို့ထားငိုနေလဲမလန့်နဲ့လားစနေအဲ့လိုအရန် attachment issue ဟမ်ရှမ်းတွေ့တာတက်အဲ့ဒါမရဘူးတော့သလားအဲ့လိုဘလို့မှပြင်လို့မရအဲ့တွေ့တာတက်တဲ့အချင်းอ่ะလေအဲ့လိုအများဆုံးတို့လဲကျမတို့လို့ရှိရင်လဲအားဖြင့်ငိုလိုက်ကြဟုတ်ပြီလားငိုလိုက်ပြီးသွားအဲ့ဆက်ကြည့်မယ်ခိုးယိုမို့စခိုးယိုမို့စကလည်းလေအဲ့လိုမျိုးလေသူ့ပုံဆိုကောင်းတဲ့အမြင်လေးတွေရှာကောင်းတဲ့စိတ်ရှိတာပြောချင်တဲ့သူကအချစ်ရှိတာပေါ့နော်ချစ်တာပဲတဲ့တွေ့တာတယ်ဒီခိုးယိုမို့စဆိုလို့ရှိရင်ကောင်းမွန်သောစိတ်ရှိတယ်သူ့ပုံဆိုလို့ရှိရင်သူ့ပုံကိုကကောင်းတယ်ချစ်တဲ့စိတ်ပေါ့ခန်းကြီးကိုကြည့်လိုက်ရင်သိပြီဟုတ်ပြီလားကြိုက်တဲ့စိတ်ရှိတယ်ဆိုတော့ဟိုလိုချစ်သူလို I love you ကြိုက်တာမျိုးမဟုတ်ဘူးနော်တကယ်ချင်းကိုခိုးယိုမို့ဆိုဥမာပြောကွာဒီအတန်းထဲမှာယာမာဒါဆိုတဲ့ကောင်မလေးတယောက်ရှိမှာကိုဒီအဲ့ယာမာဒါကိုအရင်တော့မခင်ဘူးတီလဲအဲ့လောက်ကြီးတော့မသိဒါပေမဲ့ခိုးယိုမို့ဆိုပေါ့အဲ့ဆိုရင်သူ့ဘက်ဆိုကောင်းတဲ့အမြင်ရှိတယ်သူ့ကိုဆိုကြိုက်တယ်ချစ်တယ်သူ့ဆိုချစ်တယ်လို့မျိုးပြဒီလားသူကောင်မလေးချေလေမိန်းကလေးဆိုချင်းချင်းတိကြတယ်လေကောင်မလေးချစ်စရာလေးနော်ဆိုပြီးအဲ့လိုချစ်တာလေးလို့မျိုးခိုးယိုမို့ဆိုလို့ပုံညာပြီးလို့ရှိရင်တငယ်ချင်းတွေမှာလည်းတုံးလို့ရပါတယ်ဟုတ်ပြီလားတငယ်ချင်းတွေမှာလည်းဝါတာရှိတော့私は山田さんにこういう持っているဆိုလို့ရှိရင်山田さんဆိုလို့ရှိရင်ကောင်းကောင်းမြင်နေချစ်တယ်ပေါ့တငယ်ချင်းတွေမှာတော့သူ့ကိုချစ်တယ်ပေါ့ပို့ပြီးချစ်တယ်ဟုတ်တော့ဒါမလားအဲ့တော့နာစစ်ကွတ်တွေ့တာလားနော်မတူပါဘူးအဲ့တော့ဆက်ကြည့်မယ်ကျော်ခန်းစုလို့ဒိုးကျော်စုလို့ခန်းကြီးအဲ့မတိသေးလဲမှတ်အကုန်မှတ်အဲ့နှစ်ခုလုံးစတားပြပြီးပါမှတ်အန်တုခန်းကြီးနော်အမမမှတ်ရတော့မယ်ခန်းကြီးတွေဟုတ်တော့ဘူးအဲ့တော့ကျော်ခန်းတို့ဒိုးကျော်ဆိုပြီးသုံးတယ်အဲ့တော့နှစ်ခုလုံးကထပ်တူခံစားရတာဟုတ်ပြီလားနှစ်ခုလုံးထပ်တူခံစားရအဲ့တော့ထပ်တူခံစားရလို့သွားမမှတ်နဲ့ခွဲပြီးမှတ်ရအောင်နည်းနည်းလေးအဲ့တော့နည်းနည်းဒီထဲမှာအိကိုထုတ်ခွေးဖြစ်တယ်ဆိုလို့ရှိရင်တော့လေဒီလိုမှတ်ကျော်ခန်းကကြတော့ပြီးမှကျမလိုထပ်ချင်မယ်နော်ဒါနည်းနည်းလို့မှတ်တတ်တဲ့လူတွေရှိရကွာဒီလားကျမတို့အဲ့လိုမှတ်တတ်တယ်မလို့မလို့ empathy ကိုပြောတာကျော်ခန်း empathy ဖြစ်ပြီးတော့ဒိုးကျော်က sympathy ဒုက္ခပဲမသိ image တင်နေလို့ဒါမဲ့လေအဲ့နှစ်ခုကလေဒီလားဟိုအင်္ဂလိပ်စာလေးလာလူချင်းချင်းထဲမှာတတ်ကြတာအဲ့နှစ်ခုကအဲ့လိုဘာကွာတာလဲဟာဆိုရှင်းရမှာဒါမဲ့အင်္ဂလိပ်လိုမှတ်ချင်ရင်ကွဲတယ်လို့ပြောအင်္ဂလိပ်လို empathy နဲ့ sympathy နဲ့နော်အဲ့တော့ကွဲတာဘယ်လိုကွဲလဲကြည့်ရညီတော့ empathy အကြောင်းပြောဖြောကန်းအကြောင်းလေးပြောလိုက်ဖြောကန်းကြတော့相手の立場に立ってあの感情を感じる人相手の立場に立つအဲ့ဒါကိုတတားပါပြပြီးတော့မှတ်လိုက်ကိုအဲ့ထဲမှာကိုဒီသူများနဲ့ဝန်ခံစားတာ相手の立場に立つနော်相手の立場に立ってအော်ဟုတ်ပါဘူးကျွန်မပင်နေထောက်မိကုန်တယ်ကလေးတွေအဲ့ဒါနေတော့ပြန်ဖြုတ်အဲ့တော့相手の立場に立って共感するဆိုပြီးတော့နော်သူ့ကိုကသူ့နေရာတွေးပြီးတော့ကိုသာဆိုရင်ဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားတာမျိုးอ่ะအဲ့လိုမျိုးပြောနော်ဒီစတိမင်းနောက်တစ်ခုဘလို့ဖြစ်လို့ဟုတ်ပြီအဲ့တော့နောက်တစ်ခုက sympathy ပေါ့နော်ဒိုးကြောကကြတော့နည်းနည်းအမြင့်ရကြည့်တဲ့နေရာမျိုးမှာပါတာမျိုးနည်းနည်းအမြင့်ရကြည့်ရဆိုတာဟိုလိုကသူ့ထက်တာနေသူ့ထက်မြင့်နေအဲ့လိုမျိုးပြောတာတဲ့ဟိုခလေးလေးတွေပါလေပင်ပန်းခက်ခဲနေကြည့်နေဘာဘူးကောင်းလိုက်တာဟေးဆိုပြီးငိုခြင်းတလို့လိုပါဖြစ်တာလေးတဲ့မှာခွေးလေးတွေပါလေရိုက်ခံရတာမြင်လေတအားတနာတာလေမကိုကိုငါသာခွေးဆိုပြီးတော့မတွေးဘူးမှန်လားသိလားအဲ့လိုမျိုးဟာဖြူอ่ะဒိုးကြောရမယ်နော်အဲ့လိုခွဲမှတ်လိုက်လွယ်သွားလေဟုတ်ပြီလားအဲ့တော့도저하자로 선생님相手の苦労を自分がかわいそうと思うこと아메나တစ်ဖက်လူရဲ့苦労ပင်ပန်းဆင်းရဲမှုပင်ပန်းခက်ခဲမှုကို自分がかわいそうと思うことဒါမှမကောင်းလိုက်တာဆိုတွေးတာအမေနော်အဲ့တော့ကိုကသူများနေရာဆိုရင်ကျော်ကန်များနေရာဝင်ပလိုက်တာကိုကဥမာပြထားပါတော့ဟိုဒီကလေးတည်သွားတဲ့မေတွေပါလိမ့်မြင်ဟဲ့ငါကလေးလေးတည်သွားရင်လေအဲ့လိုမျိုးငါသာအိမ်မနေရာမှာဆိုရင်လေအရန်ပြောတယ်တို့တွေဟုတ်တယ်မလားအဲ့ဒါကျော်ကန်နော်ဒိုးကြောကြတော့မဟုတ်ဘူးဥမာပြခွေးလေးတကောင်ရိုက်ခံလိုက်ရတယ်ပေါ့ဆိုတနာလိုက်တာသူမြေတွေပဲပေါ့ကြဒါမျိုးဒိုးကြောကလေးလေးတွေပါလေလမ်းမှာအဲ့လိုစစ်မပြေတာကြီးမြင်လို့ရှိရင်ဒီကလေးစစ်မပြေဘူးတော့ဘလို့လည်းမသိပါဘူးဟဲ့ဘာဖြစ်နေလဲတနာတာအဲ့ဒါမျိုးဒီဒိုးကြောအမေနော် empathy နဲ့ sympathy okay ဆက်တော့မယ်တင်နိုင်ခွင့်နေပြီဆိုမျက်နှာလေးလာမကြည့်နဲ့ဦးဒီတင်အောင်မယ်ခီကနေလာပြီးတော့တင်အောင်မယ်နော်တက်ကြည့်မယ်한 버스 내 한가운 모습 한 버스 스루အဲ့တော့ခန်းကြီးတိလာအဲ့ခန်းကြီးတွေတိပါရနော်ဒါတွေကတိမှာပါ N3 တွေနော်
အဲ့တော့ hampas ကကြတော့လေမင်းနဲ့ဆက်ဟောလိုက်အဲ့တော့ hampas တီတို့တွေဂလန်ကစားလောက်တာကွာဒီလားမြန်မာစဉ်းစားဂလန်ကစားလောက်တာနော်ဟန်ကန်ကလည်းအဲ့လိုပဲဟန်ကန်ကကြတော့တို့တွေကခန်းကြီးတွေ့လားခီမိုချီပါတယ်ဂလန်ကစားလောက်တာပဲနှစ်ခုလုံးဒါပေမဲ့တကူကထိုင်းသူကိုထိုးသူဖြစ်ပြီးတော့တကူကကြတော့ဒီစိတ်ထဲမှာစင်ပြေငါသူ့ကိုစောင့်နေကလိုက်တာအဲ့လိုမျိုးတွေ့ရကတော့စောင့်နေပြောမိမှာကတော့အဲ့လိုဟာမျိုးကိုတုံးတာမျိုးဟုတ်ပြီနော်အဲ့တော့ဟမ်ပတ်စတီဥမာပြအမေကဟဲ့ထမင်းစားဆိုပြီးတော့ပြောအမေကဒါပေမဲ့အမေကိုစိတ်ဆိုးနေမစားဘူးအဲ့ဒါဒီဟမ်ပတ်ဒါမယ်နော်ဟန်ကန်ကကြတော့ဟိုလိုဥမာပြခါပါတော့အမေကခကြီးသွားကြမယ်ပကံသွားကြမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ကိုကပကံသွားပြီးသားမလို့မသွားချင်အဲ့ဒါဟန်ကန်ခီမိုချီအမေမသွားဘူးဆိုပြီးတော့ကိုကမသွားဘူးအမေကမိသွားရင်ကျွန်တော်မသွားဘူးကျွန်တော်မလိုက်ဘူးအဲ့လိုမျိုးလို့ဒါဟန်ပတ်ဖြစ်သွားပြီသိပြသိလားအပြုတ်မှုကပါဝိုင်းရဟန်ပတ်ဖြစ်သွားပြီးတော့စိတ်ထဲတာပဲလူမလည်းမသိဘူးမလိုက်ချင်တော့မသွားချင်တော့အဲ့ဒါဒီဟန်ကန်အမေနော်ခီမိုချီခန်းကြီးလေးကိုဝိုင်းနာခန်းကြီးလေးကိုဝိုင်းနာရမယ်နော်အဲ့တော့နောက်တစ်ခုရှိရသလားနောက်တစ်ခုထပ်မှတ်မယ်အဲ့ဆန့်ကျင်တာတော်လန်တာကိုပဲအမှနှစ်ခုလာတာရှိမယ်တစ်ခုဟန်ကိုဆိုပြီးလာမယ်ဒီဟာမှတ်မှဖြစ်မယ်ကလေးတို့ကြီးဟန်ကိုဒီဟာကိုမှတ်မယ်ဒီဟာကိုမှတ်နော်ဟန်ကိုဟန်ကိုကပို့ပြီးတုံးတယ်နိုင်ငံရေးတွေမှာဒါအားတုံးတယ်ဟုတ်ပြီလားတော်လန်နေအဲ့လိုမျိုးတော်လန်နေအမိတ်မလိုက်နာတာမျိုးဟန်ကိုလို့တုံးဟန်ကိုလို့ဟန်ကိုလို့ဟမ်ပတ်စကကြတော့အမြင်တွေပါတွေကိုသဘောမတူတာအဲ့ဒါတွေကိုကိုကစန့်ကျင်ပြတာဒါမျိုးဖြစ်ပြီးဟန်ကိုကကြတော့လုံးဝတော်လန်တဲ့ပုံစံမျိုးနီးအမေကငါလုံးဝလက်မခံနိုင်ဘူးလို့ပုံစံမျိုးဟန်ကိုလို့တော့ရမလားโอเคဆောင်းမယ်ပြီးတော့မယ်အားရလားမိုးဟန်တိုင်းစုလို့အရှိကအဲ့မိုးခန်းကြီးကိုဝိုင်းနာဒီဥဆုံးသူ့ကတစ်ချက်နှစ်ချက်သုံးချက်ပြီးရင်ခိုးတော့မပါမယ်ပြီးရင်သွေးပါမယ်သွေးဟိုပကံလားဒီကနေ့ဟုတ်တယ်ပကံနော်သွေးပကံမိုးတဲ့စုကဲမိုးသူပါပြီဆိုရင်လေသူ့ကိုအချိန်တိုင်းလဲမိုးလို့ပတ်တယ်ဒီလားဒါပေမဲ့သူပါပြီဆိုရင်အညာတဲ့နှစ်ဆပိုပြင်းတာပိုကဲတာမိုးဆိုပြီးအဲ့လိုတော့ဟုတ်ပြီနော်မိုးဟန်တိုင်းစုလို့ဆိုရင်လေအကြီးကျယ်ကန့်ကွက်တာတော့ရိုးကောက်တာမအကြီးကျယ်ကန့်ကွက်တာမိုးဟန်တိုင်းစုလို့ဆိုတော့အဲ့ဒါလွတ်တော်တွေပိုင်းမှာတုံးတာဟုတ်ပြီလားစေးကြီးခွန်းလန်းနေမှာဆိုတအားတုံးတယ်ဟုတ်ပြီလားအဲ့လိုမျိုးဒီဟိုလွတ်တော်နှစ်ခုပေါ့နော်လက်ဝဲနဲ့လက်ရာအကြီးကျယ်ကန့်ကွက်ကြတယ်လက်ဝဲကလှုပ်ချင်တာလက်ရာကန့်ကွက်တာဒါမျိုးတွေကိုမိုးဟန်တိုင်းဆိုပြီးတုံးနော်ဟုတ်ပြီဆက်သွားမယ်ရှစ်တိုးစုလို့အဲ့တော့ရှစ်တိုးစုလို့ကကြတော့တန်းသေးလို့လေမနာလိုတာကိုတုံးတာမနာလိုတာနာလိုအားကြတာရှစ်တိုးစုလို့ဟိုလေချစ်သူချင်းကိုမနာလိုတာမဟုတ်ဘူးနော်ချစ်သူချင်းဟိုလိုရေကြိုက်တာမဟုတ်ဘူးနော်အဲ့လိုဘယ်လိုရှင်းပြတူမတူပါဘူးနော်တဝင်းတိုတာနဲ့မနာလိုတာအေးမတူပါဘူးဒါမနာလိုတာနော်တဝင်းတိုတာမဟုတ်ဘူးနော်မနာလိုတာနော်အင်္ဂလိပ်လိုသွားချင် jealous ဆိုပြီးတော့ထွက်လာမှာမဟုတ်ဒါမနာလိုတာသူအောင်မြင်တာမနာလို့သူပြောနေရမမြင်ချင်ဘူးဒါမျိုးရှစ်တိုးဖြစ်တာအဲ့မနော်ဆက်ကြည့်မယ်ခီကာနဲ့ဆိုလို့အဲ့တော့ခီကာနဲ့ဆိုလို့ကကြတော့စမ်းစီတို့အဲ့လိုမျိုးဒီမေးဝါကုခါခဲလူတော့ကခိုဝါးကြီးဆိုတဲ့ခီမူကြီးကိုတုံးတာခီကာနဲ့ဖြစ်တာချီတုံးချတုံးနဲ့မေးဝါကုခါခဲလူသူများတော့သွားပြီးကွာမေးဝါကုဖြစ်သွားမလားမသိဘူးဆိုပြီးချီတုံးချတုံးနဲ့အဲ့လိုတွန့်တိတုံးဆုပ်ဖြစ်နေတာဒါမျိုးခီကာနဲ့ဆိုလို့တော့ဒါမယ်နော်ကိုလုံးချင်တာတော့ရှယ်ဒါပေမဲ့မေးဝါကုဖြစ်သွားမလားမသိဘူးလေဆိုပြီးတော့စိတ်ကိုထိမ့်လိုက်ရတာဒါမျိုးဒီခီကာနဲ့လောက်တာဒါမယ်နော်ခီကာနဲ့ဥပမာဖြင့်ဒီနေ့ခါရီသွားစားကြမယ်ဆိုခါရီသွားစားကြတယ်ကိုမစားချင်ဘူးဒါမှဒါမဲ့လေလိုက်ရတာပေါ့ဒါမဲ့ဆိုခီကားနဲ့မေးဝါကုဖြစ်မှာလို့တီးခန့်ပြီးနေလိုက်တာတီးခန့်တာပေါ့ဂါမန်နဲ့စင်တယ်နော်ဂါမန်ကြတော့အချိန်မှာကိုရှိမှာမဟုတ်တာတွေလာလုံးနေအောင်ကွာတီးခန့်တာညမဖြစ်နေတီးခန့်တာဒါမျိုးဂါမန်ခီကားနဲ့ကကြတော့ကိုဒီမေးဝါကုဖြစ်မှာဆိုလို့ကိုဂါမန်လုပ်လိုက်တာမျိုးတော့မေးဝါကုခခဲလူနော်ကခိုဝါကြီးဆိုပြီးတော့တမ်းမလားโอเคအဲ့တော့ဒီနားမှာပဲရက်လိုက်ပါတော့မယ်ဟုတ်ပြီလားအဲ့တော့ဒီဘက်တစ်ချမ်းတော့ကြံနေဒီဘက်တစ်ချမ်းရင်ဒီဘက်ကဟာကြီးကြံနေတယ်ပေါ့နော်အဲ့တော့မနေ့ပြန်အဲ့ဒါသင်မမယ်ပြီးမနေ့ပြန် grammar စကင်အောင်ဟုတ်ပြီလားအဲ့တော့ကလေးတို့တွေဒီနေ့နောက်မှာ exercise ရှိတယ်ဟိုဟာမပြီးသေးဘူးဆိုတော့မကြက်နိုင်လောက်သေးဘူးထင်ပါတယ်ထားပါတော့နော်
အဲ့တော့ဒီ exercise ကတော့ဒါအိမ်စာပါသွားမှာဟုတ်ပြီလားအဲ့တော့အခုတရားကိုနည်းနည်းအားရတယ်ဆိုလို့ရှိရင်လည်းတည်တယ်အလုံးလေးဆိုလည်းကြက်ထားလိုက်ပေါ့နော်ဒါပေမဲ့စာကတင်ပြီးပြီးချင်းကြက်ပါပြီးတော့ဆန်းစီကပို့ဆိုတာဆန်းစီဒီတခုတည်းကိုပြောတာမဟုတ်ဆန်းစီကဆန်းစီပါဇက်တယ်ဆန်းစီစိတ်ကူးတဲ့ရှင်များအကုန်လွတ်တယ်လူဆိုတော့ကလေးတွေလည်းမှတ်ရတာခတ်တော့ခတ်မယ်အသားကတော့ကြာသွားမှာဟုတ်ပြီလားအဲ့တော့အခုခေါင်းထဲမှာလက်လက်ဆက်ဆက်ဖြစ်တော့ကြက်မှာတရက်လောက်ကုန်သွားရင်တော့ဆရာမဘာတွေပြောပါလဲမှတ်မိတာမဟုတ်အဲ့ကြရင်လေဒီတနားကြီးကျော် record ကြီးကိုမင်းဆန်လို့ပြန်မကြည့်ချင်ဘူးဟုတ်တယ်မလားနော်အဲ့တော့ခေါင်းထဲမှာလက်လက်ဆက်ဆက်ရှိနေတော့ဟိုကိုဘာတွေမှတ်ထားလဲဆိုတာတော့မသိတော့တဲ့ဒီပြစ်မထားပဲနဲ့ခေါင်းထဲမှာလက်လက်ဆက်ရှိနေတော့ကြက်ပါဒါနောက်တစ်ပတ်မေးပါမယ်ဟုတ်ပြီလားအဲ့တော့ခန်းကြီးရေးပြတဲ့ဟာတွေကပြန်ရေးရဖို့များပါတယ်ခန်းကြီးရေးခိုင်းပါမင်းသားဆောင်မင်းတို့အန်ဒူနော်တီးရမယ်နော်ဆိုပြီးတော့ပြောသွားလောက်တဲ့ခန်းကြီးကိုကျွန်မရေးခိုင်းမှာကျွန်မရှင်းရှိလို့ပါလို့တော့မရေးခိုင်းပါဘူးဒါပေမဲ့စေးချစ်စွတ်တို့ပါလို့ကျွန်မရေးခိုင်းမှာအဲ့တော့ခန်းကြီးပါရေးပြီးကြက်ခဲ့ပါဟုတ်ပြီလားဘုဒ္ဓဦးနေ့ဆိုကျွန်တော်အလုပ်ထည့်ထားလို့တွေပါမလုပ်နဲ့နော်ထုမှာနှစ်ချက်သုံးချက်ဟုတ်ပြီလားအဲ့တော့စာလုပ်မယ်ရမယ်နော်โอเคအဲ့တော့ဒီချမ်းကြံပါဦးမယ်ပြီးသွားရင်ဒါလေးကြံအောင်မယ်နော်โอเคကလေးတို့ Oscar Samaris နေ့မှတွေ့ပါမယ်တတာまた お疲れ様です。出したわတတာお疲れ様です。おやすみなさい。おやすみなさい。たた。おやすみなさい。